စိတ်ဤအနှောင်အဖွဲ့များတရားဒေသနာတော်ဒီကနေ့ညတဝသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချင်လဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလွန်ခဲရင်သောမူတော်ကိုကရွန်တော်ဖရာဖြစ်ရန်ရည်တန်ကြိုးကုပ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝေနယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ဤအနှောင်အဖွဲ့များပုရုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဟာအနှောင်အဖွဲ့တွေနဲ့နှောင်ဖွဲ့ထားခြင်းခံနေကြရတယ်ဒါကြောင့်မို့ပုရုဇဉ်ရဲ့စိတ်ကိုလွတ်လပ်တဲ့စိတ်လွတ်မြောက်တဲ့စိတ်လို့မခေါ်ဘူးစိတ်ရဲ့အနှောင်အဖွဲ့များဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့စေတောဝိနိဗ္ဗန္ဒသုတ်ဆိုတာရှိတယ်စေတသောဝိနိဗ္ဗန္ဒဆိုတာစေတသောစိတ်ဤဝိနိဗ္ဗန္ဒအနှောင်အဖွဲ့များစိတ်ကိုနှောင်ဖွဲ့ထားတာစိတ်ကိုနှောင်ဖွဲ့ထားတဲ့အရာတွေများစွာရှိတော်လဲဒီနေရာမှာမြတ်စွာဘုရားကတရား၅မျိုးအခြေအနေ၅ရပ်ကိုသာလင်စေတောဝိနိဗ္ဗန္ဒစိတ်ရဲ့အနှောင်ဖွဲ့များလို့ဒီလိုဟောကြားခဲ့တာဖြစ်တယ်အများအားဖြင့်တန်ရောစဉ်7ပါးတို့ဆိုတာလေအနှောင်ဖွဲ့တွေပဲတန်ရောစဉ်နှောင်ဖွဲ့တာကတော့စိတ်နဲ့အာယုံတွဲပေးထားတဲ့သဘောစိတ်နဲ့အာယုံကိုချီနှောင်ပေးထားတဲ့သဘောအဲ့ဒီရှုထောင့်ကနေပြီးတော့တန်ရောဇနတစ်ခုနဲ့တစ်ခုကွဲကွာမသွားအောင်ချီနှောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တန်ရောစဉ်ဆိုတဲ့တန်ရောဇနဆိုတဲ့ကထာကိုမြတ်စွာဘုရားဟောတာအခုဒီသုတ်တံမှာတော့စေတသောဝိနိဗ္ဗန္ဒစိတ်ရဲ့အနှောင်ဖွဲ့များဆိုပြီးတော့ပုရုဇဉ်တ attva တို့ရဲ့တဏ္ဍာမှာနေ့စဉ်နဲ့အမျှအဖြစ်များတဲ့စိတ်ရဲ့အခြေအနေတွေကိုဆင်ញံသုံးသပ်ပြီးတော့ဒီတရားကိုခေါ်တာဖြစ်ပါတယ်
လောကမှာလူတွေရဲ့စိတ်ဟာကိလေသာတရားတွေရဲ့နှောင်ဖွဲ့ချုပ်ကင်ထားမှုခံနေရသည့်အတွက်ကြောင့်ထိုစိတ်ကိုမိပြီးတော့ဖြစ်တဲ့တတိတို့ပညာတို့ဆိုတာအားမရှိတော့ဘဲနဲ့အားပြော့နေတဲ့အခြေအနေမျိုးကိုရောက်မိမိတို့ရဲ့နှလုံးသားမိမိတို့ရဲ့တဏ္ဍာမှာတဘာဝစိတ်ဆိုတဲ့တရားရှိသလိုထိုစိတ်ကိုနှောင်ဖွဲ့တတ်တဲ့တဘာဝတွေလည်းရှိတယ်ထိုအနှောင်ဖွဲ့ကနေလွတ်မြောက်စေတတ်တဲ့တဘာဝတရားတွေလည်းရှိတယ်အပြင်ကနေယူပြီးတော့လောက်ရတာတော့မဟုတ်ဘူးကိုယ့်ရဲ့တဏ္ဍာမှာစိတ်ကိုနှောင်ဖွဲ့မဲ့တရားတွေရှိသလိုထိုအနှောင်ဖွဲ့ကိုဖြတ်တောက်ပြစ်ပြီးတော့နှောင်ဖွဲ့မှုကလွတ်သွားအောင်လုပ်တာလည်းရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေမှာစိတ်ကလေးကိုဥတည်ပြီးတော့ဟောတယ်စိတ်ကလေးဥတည်ပြီးတော့ဟောတဲ့အခါကျတော့တချို့ကမြတ်စွာဘုရားတရားနဲ့ပတ်သက်လာလို့ရှိရင်စိတ်ကိုထာဝရမြဲနေတဲ့အရာလို့ယူဆပြောဆိုကြတာလည်းရှိတယ်သို့သောမြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ဟာအစဉ်ထာဝရမြဲနေတဲ့အရာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားနဲ့စုံစည်းပြီးမှစိတ်ဟာဖြစ်ပေါ်လာအကြောင်းတရားရဲ့စုံစည်းမှုကစင်စစ်မပြတ်ရှိနေသည့်အတွက်ကြောင့်စိတ်ရဲ့ဖြစ်ပေါ်မှုကလည်းပဲစင်စစ်မပြတ်ဖြစ်နေတယ်အမတန်လင်းမြန်တဲ့နှုံသားနဲ့ဖြစ်နေတဲ့စိတ်ကလေးမှာနှောင်ကြိုးတန်းလန်းတဲ့ဟိုအာယုံဒီအာယုံကူးပြောင်းနေရတဲ့သဘောပဲအဲ့တော့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေစိတ်ထဲမှာဖြစ်တဲ့ဖြူရှင်တန်ရှင်းစေတတ်တဲ့သဘာဝတရားတွေဒီသဘာဝနှစ်ခုဟာအပြိုင်ပြီးတော့နေတယ်ဘယ်သူကနိုင်နေတယ်လဲလို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေဟာပုရိသေပုဂ္ဂိုလ်တွေပေါ်မှာအနိုင်ရလွှမ်းမိုးထားတယ်မြတ်စွာဘုရားကပင်ကိုယ်စိတ်ကလေးအနေထားတစ်ခုကိုပင်ကိုယ်စိတ်ဆိုတာလောဘဒေါသမောဟစတဲ့ကိလေသာတွေနဲ့လည်းမတွဲဘူးစိတ်သဘောတရားတတ်တတ်ကိုကိလေသာတွေနဲ့မတွဲတဲ့စိတ်သဘောတရားတတ်တတ်ကိုဖြူစင်တယ်လို့ဒီလိုဟောတာအဲ့ဒီစိတ်ဆိုတာကိုပဲတခါတရံကြတော့ပပတရမိတံဘိက္ခဝေစိတ်တံစိတ်ကလေးဟာအယောင်ယောင်တလက်လက်နဲ့အယောင်တလက်လက်နဲ့ဖြူစင်းဝင်းပဖြစ်နေတယ်လို့အဲ့ဒါလို့ဖြူစင်းနေတဲ့သဘာဝအဖြစ်ဖြူစင်းနေတဲ့စိတ်ကလေးကိုကိလေသာဆိုတဲ့ဖြစ်ပေါ်လာတဲ့အခိုက်အတန့်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကညှဉ်းနှွမ်းသွားစေတယ်လို့ဒီလိုဆိုတာပေါ့အာယုန်နဲ့ဆုံတဲ့အခါမှာအာယုန်ကလည်းလောဘဖြစ်เสียအာယုန်မိမိကိုယ်တိုင်ကလည်းမှန်ကန်စွာနှလုံးသွင်းနိုင်ခြင်းမရှိဘူးဆိုတဲ့အာယောနိသောမနတိကာရအာယုန်ဖြစ်ပေါ်လာလို့အာယောနိသောမနတိကာရဆိုတဲ့မသိမတဲ့နှလုံးသွင်းခြင်းနဲ့ဆုံသွားလို့ရှိရင်လောဘနဲ့ရှင်တွဲပြီးတော့စိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်အာယုန်ကအလိုမရှိတဲ့အာယုန်မနှစ်သက်တဲ့အာယုန်ဆုံစည်းလာတဲ့အခါမှာမိမိရဲ့တဘာဝကလည်းပဲတိလျော်လျောက်ပတ်တဲ့နီးတဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိလို့မသိမတဲ့နှလုံးသွင်းမိလို့ရှိရင်ဒေါသဆိုတဲ့တရားရဲ့လွှမ်းမိုးချုပ်ကင်မှုကိုခံရပြီးစိတ်ကလေးဟာညှဉ်းနှွမ်းနေရတယ်လို့ဒီလိုဆိုတာဘာမှမဝေခွဲနိုင်တဲ့အချိန်ကြတော့လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိဘူးဆိုတဲ့အခါမှာမောဟရဲ့လွှမ်းမိုးမှုခံရတဲ့စိတ်ကလေးဟာလည်းပဲညှဉ်းနှွမ်းပြီးတော့သွားတယ်ဥပမာမဲ့ရေစင်ရေအေးတဘာဝရေကလေးဟာအမတန်
တန်ရှင်းကြည်လင်ပြီးတော့အရေးထင်တဲ့အနေအထားမှာရှိတယ်သို့တော့အဲ့ဒီရေထဲမှာအနီရောင်အဝါရောင်စတဲ့အယောင်တွေခြယ်လိုက်မယ်ဆိုလို့ရှိရင်ဖြူစင်တန်ရှင်းနေတဲ့ရေကလေးဟာညှဉ်းနှွမ်းသွားတာပဲအဲ့ဒါလိုပဲတတ္တဝါတွေတဏ္ဍာမှာရှိတဲ့ပင်ကိုယ်စိတ်ဟာဖြူစင်နေလင့်ကစားအာယုန်နဲ့ဆုံတဲ့အခါမသိမတင်နှလုံးသွင်းခြင်းကြောင့်စိတ်ကိုညှဉ်းညူးစေတတ်တဲ့သဘာဝတရားတွေစိတ်ထဲမှာဖြစ်ပေါ်ပြီးတော့စိတ်ဟာညှဉ်းနှွမ်းနေကြရတယ်တဲ့အဲ့တော့အညစ်အကြေးဆိုတာစိတ်နဲ့ထာဝရတွဲပြီးတော့ဖြစ်တဲ့အရာတွေမဟုတ်ဘူးယမယံခါကောင်းမြတ်တဲ့အာယုန်နဲ့တတိစွမ်းအားဉာဏ်စွမ်းအားထက်မြက်လာပြီဆိုတဲ့အခါမှာစိတ်ကလေးကိုညှဉ်းနှွမ်းသွားစေတတ်တဲ့ကိလေသာတရားတွေဟာစိတ်ပေါ်မှာလှမ်းပြီးတော့ဩဇာတက်ရောက်မှုမဖြစ်တော့စိတ်ကိုလွှမ်းမိုးပြီးတော့မထားနိုင်ဘူးကောင်းမြတ်တဲ့သဘာဝတွေကိလေသာတွေကိုဖြူစင်စေနိုင်တဲ့ကောင်းတဲ့သဘာဝတွေတတိတို့ဉာဏ်ပညာတို့နဲ့ရှင်တွဲပြီးတော့ဖြစ်လာလို့ရှိရင်ဖြူစင်တဲ့စိတ်ကလေးဟာပို့ပြီးတော့ဖြူစင်သွားတယ်အညစ်အကြေးတွေလည်းကင်းသွားတယ်လို့ဒါလူတိုင်းရဲ့စိတ်မှာသဘာဝနှစ်မျိုးဟာဖြစ်ပေါ်လာမြဲပဲအဲ့ဒီထဲမှာစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့သဘာဝတရားတွေထဲမှာစိတ်ကိုလွှမ်းမိုးချုပ်ကင်ထားနိုင်လောက်အောင်စွမ်းအားရှိနေတဲ့တရားမိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတယ်ဒါကြောင့်မို့စိတ်ကလေးတန်ရှင်းအောင်လုပ်ဖို့ဆိုတာလေအလွယ်တကူမရနိုင်ဘူးစိတ်ကလေးကိုအနှောင်ဖွဲ့တွေကနေပြီးတော့ဖြေလွတ်ဖို့ဆိုတာလေအလွယ်တကူမရနိုင်ဘူးတဲ့အဓိကစိတ်ရဲ့အနှောင်ဖွဲ့ဆိုတာဘယ်သူလို့ပြောတယ်လဲလို့ဆိုရင်တဏှာရာဂပါပဲတဏှာရာဂဟာစိတ်ကလေးကိုလွှမ်းမိုးချုပ်ကင်ပြီးတော့နေလို့ထို့သောအာယုန်တွေပေါ်မှာမမောတွေ့တာလို့စိတ်လေးဟာလွတ်လပ်မှုမရဘဲနဲ့နှောင်ဖွဲ့ထားခြင်းခံရလို့တန်တရားခရီးသွားတဲ့အခါမှာဆင်းရဲဒုက္ခအမျိုးမျိုးတွေတွေ့ကြုံခံစားကြတယ်သို့တော့စိတ်ကလေးဟာဒီစိတ်တင်မဟုတ်ဘူးဒီစိတ်ကလေးကထာဝရမြဲနေတာတော့မဟုတ်ဘူးအာယုံပေါ်လို့စိတ်ကလေးပေါ်လာတယ်ပေါ်လာတဲ့စိတ်အစဉ်အဆက်မှာစိတ်ပေါ်မှာမိတွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့လောဘဒေါသစတဲ့အကုသိုလ်တရားတွေကစိတ်ကိုလွှမ်းမိုးချုပ်ကင်နေကြတယ်အဲ့ဒါကြောင့်မလို့တန်တရားဝတ်ကမလွတ်နိုင်ကြဘူးအမှန်တရားကိုလည်းပဲသိရှိနိုင်စွမ်းမရှိကြဘူးဒါလူတွေရဲ့တတ္တဝါတွေရဲ့သဘာဝအခြေအနေတစ်ခုမြတ်စွာဘုရားကအဲ့ဒီအခြေအနေတွေကနေရုန်းထွက်နိုင်ဖို့အတွက်ဘယ်လိုလေ့ကျင့်ပြီးတော့စိတ်ကိုဖြူစင်စေတတ်တဲ့တရားတွေကိုစိတ်ထဲမှာအင်အားကောင်းလာအောင်ပြုစုပြောထောင်ရမလဲဆိုတဲ့ဤစနစ်တွေကိုပေးတာအဲ့ဒါလို့ကျင့်စဉ်ဤစနစ်နဲ့ပေးတဲ့စိတ်ကိုလုံးဝဖြူစင်စေနိုင်တဲ့အကျင့်တရားဆိုတာဘုရားမြတ်စွာရဲ့သာသနာတော်ဘုရားမြတ်စွာရဲ့အဆုံးအမမှသာရှိတယ်ပေါ့တခြားမှာဆိုလို့ရှိရင်စိတ်ဖြူစင်အောင်လုပ်ဖို့စနစ်တကျလုပ်ဖို့ထာဝရဖြူစင်တဲ့အနေအထားတစ်ခုကိုရောက်အောင်လုံနည်းလုံဟန်လုံထုံးဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတပါးရှာလို့တွေ့မှာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းလေ့ကျင့်ပြီးတော့စိတ်ကိုဖြူစင်အောင်လုပ်ခဲ့သည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်ဟာလုံးဝအညစ်အကြေးတွေကကင်းသွားပြီးတော့စိတ်ကလေးဟာအလွန်ယဉ်ကျေးတဲ့သဘာဝတရားလေးတစ်ခုဖြစ်လာတယ်စိတ်ကမိမိရဲ့အလိုကိုလိုက်ရတယ်မိမိကစိတ်ရဲ့အလိုကိုမလိုက်
အကယ်၍သာကိလေသာတရားတွေကိုမချုပ်ကင်နိုင်ဘူးဆိုလို့ရှိရင်စိတ်ရဲ့အလိုတိုင်းလိုက်ပါပြီးတော့နေကြရတယ်ပေါ့မြန်မာစကားမှာပြောတယ်စိတ်သွားရာကိုပါစိတ်ထဲအကြံရှိရာကောင်းတာလဲလုပ်တာပဲမကောင်းတာလဲလုပ်တာစကားတစ်ခုပြောတော့မယ်ဆိုလို့ရှိရင်လေစိတ်ထဲမှာစိတ်ကူးတယ်ကြံစီတယ်တွေးတောတယ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်လေစိတ်ထဲမှာကြံစီတယ်တွေးတောတယ်စိတ်နဲ့ကြံစီတွေးတောပြီးတော့မှစကားတစ်ခုပြောတယ်အလုပ်တစ်ခုကိုလုပ်တယ်ဘယ်အရာပဲဖြစ်ဖြစ်စိတ်ကနေပြီးတော့ဥဆောင်ပြီးတော့နောက်ဆက်တွဲကိုယ်ရဲ့လှုပ်ရှားမှုတွေနှုတ်ရဲ့လှုပ်ရှားမှုတွေဟာဖြစ်ပေါ်ပြီးတော့နေတာအဲ့တော့တရားဓမ္မကျင့်သုံးလို့စိတ်ရဲ့အနှောင်ဖွဲ့တွေကင်းသွားပြီကင်းအောင်လုပ်နိုင်ပြီအညစ်အကြေးတွေကိုဖြူစင်သောအောင်တန်ရှင်းပေးနိုင်ပြီဆိုတဲ့စိတ်ကလေးဟာမိမိလိုရာဆန္ဒရှိရာထိုစိတ်ကလေးဟာကိုင်းညွတ်လိုက်လို့ရှိရင်မိမိညွတ်စင်တဲ့နေရာမှာစိတ်ကလေးကညွတ်သွားတယ်စိတ်ကိုချုပ်ကင်နိုင်စွမ်းရှိသွားပြီတန်တရားထဲမှာနေကြတဲ့ပုရုษင်တွေကစိတ်ကိုချုပ်ကင်နိုင်စွမ်းမရှိဘူးစိတ်ကကိုယ်ကိုလွှမ်းမိုးပြီးတော့နေတယ်ဒါကြောင့်မို့စိတ်ရှိရာစိတ်ထင်ရာလုပ်ကြတယ်ပြောကြတယ်ဆိုကြတယ်မကောင်းတဲ့စိတ်လေးကိုချိုးနှိမ်ပြီးတော့ကောင်းတဲ့သဘာဝတရားတွေကိုထူထောင်တဲ့အခါမှာဘာနဲ့ဥပမာပေးထားတယ်လို့ဆိုရင်စိတ်ကလေးဟာလောဘနဲ့ပေါင်းမယ်ဒေါသနဲ့ပေါင်းမယ်မောဟနဲ့ပေါင်းမယ်မာမနာအိတ်တမစ္စရိယတို့နဲ့ပေါင်းပြီးတော့ဖြစ်လာတဲ့စိတ်ဟာဘာနဲ့ဥပမာတူတုံးဆိုတော့မုံယိုးနေတဲ့စင်တကောင်နဲ့သွားတူတယ်ပေါ့မုံယိုးနေတဲ့စင်တကောင်ဟာလူကိုအန္တရာယ်ပြုတ်တတ်တယ်အလွန်ကြောက်ရတဲ့အခြေအနေတစ်ခုပေါ့အဲ့ဒီမုံယိုးနေတဲ့ဆင်ကိုထိန်းတဲ့အခါကျတော့ဆင်ဦးစီးတွေကင်နဲ့ချွန်းနဲ့ထိန်းရဆင်ကိုထိန်းချုပ်ထားတဲ့ချွန်းကိုအင်ကုသလို့ခေါ်တယ်ပါဠိလိုအဲ့ဒီအင်ကုသဆိုတဲ့အမတမချွန်းထက်တဲ့ဆင်ကိုထိန်းတဲ့လှန်တန်လိုဟာမျိုးနဲ့ဆင့်ရဲ့နရွက်ကိုနရင်းကိုချိတ်ဆွဲပြီးတော့ချုပ်ကင်ထားလိုက်မယ်ဆိုရင်ဆင်ကြီးဟာနာလွန်းလို့အော်မြည်ပြီးတော့အမိတ်ပေးတဲ့စကားကိုနောက်ဆုံးမှနားခံရတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါတွေပဲအဲ့ဒီအတိုင်းပဲလူတွေရဲ့စိတ်ဆင်ရိုင်းကိုလည်းပဲချွန်းတဲ့ဖွဲ့ဖြစ်တဲ့တတိတို့ပညာတို့နဲ့ချုပ်ကင်ထားမချုပ်ကင်ဘူးဆိုလို့ရှိရင်မုံယိုတဲ့ဆင်လိုပဲသူနှစ်သက်ရာရာအာယုန်တွေပေါ်မှာတွားရောက်ချက်စားပြီးပြောချင်ရာတွေပြောမယ်လုပ်ချင်ရာတွေလုပ်မယ်အဲ့ဒါလို့စိတ်ဟာဆင်ရိုင်းကြီးလို့လွတ်ပြီးတော့မကောင်းတဲ့အမှုတွေကိုပြုလုပ်သွားနိုင်တယ်ပေါ့စိတ်ကလေးကိုဆုံးမဖို့အကြောင်းတစ်ခုတော့ရှိလာကြတယ်ရလာကြတယ်အဲ့ဒီရလာတဲ့စိတ်ကိုဆုံးမဖို့အကြောင်းတရားမိမိတို့တဏ္ဍာမှာရလာတာကိုပဲဒါဆင်ကိုထိန်းချုပ်တဲ့ချွန်းနဲ့စိတ်ကိုထိန်းချုပ်တယ်လို့စာပေကျမ်းကမှာအင်ကုတံကတ္တဝါမှန်ကန်တဲ့အတွေးတစ်ခုနဲ့မှန်ကန်တဲ့အမြင်တစ်ခုဟာစိတ်ဆင်ရိုင်းကိုထိန်းသိမ်းဖို့ရာအတွက်ချွန်းတဲ့ဖွဲ့အသုံးချလာတယ်လို့ဒီလိုပြောတာဒီစိတ်ကလေးရဲ့မိမိတို့ရဲ့သဘာဝစိတ်ကလေးကိုချုံနှောင်ထားတဲ့အနှောင်အဖွဲ့တွေဆိုတာပုရိသေတ attva တိုင်းမှာရှိနေကြလူတိုင်းမှာရှိသို့တော့ဒီနှောင်ဖွဲ့မှုကအလွန်သိမ်မွေ့တယ်အလွန်သိမ်မွေ့သည့်အတွက်ကြောင့်ကိုနှောင်ဖွဲ့ထားပါလားလို့တောင်မသိဘူး
နောက်ဘက်ထားမှမသိလောက်အောင်သိမ်မွေ့တယ်နုညံ့တယ်အဲ့ဒီအလွန်သိမ်မွေ့နုညံ့လာတဲ့အနှောင်ဖွဲ့တွေကိုဖြတ်တောက်ဖို့လိုအပ်တယ်အဲ့ဒီလိုဖြတ်တောက်နိုင်မှစိတ်ရဲ့အနှောင်ဖွဲ့တွေကလွတ်မြောက်လာနိုင်တယ်လို့ဒီလိုဆိုလိုတာကောင်းပြီစိတ်ရဲ့အနှောင်ဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဒီသုတ္တံမှာမြတ်စွာဘုရားက5မျိုးဖော်ပြထားတယ်ဒါကိုစေတသောဝိနိဗ္ဗန္ဒ5မျိုးလို့စိတ်ကိုနှောင်ဖွဲ့ထားတဲ့အရာ5မျိုးလို့ဒီသုတ္တံမှာဒီလိုဟောတယ်အဲ့တော့နှောင်ဖွဲ့ထားတာဟာဘာတွေကစိတ်ကိုနှောင်ဖွဲ့ထားတော့လို့ဆိုတော့နံပါတ်1မြတ်စွာဘုရားကကာမေတုအဝိတရာဂောတဲ့ကာမဂုဏ်အာယုန်တို့ပေါ်မှာတတ်မဲ့မှုမကင်းသေးဘူးတဲ့ဆိုတာကကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့တဏှာရာဂတွေဖြစ်နေသေးတယ်ဆိုရင်အဲ့ဒီစိတ်ဟာအနှောင်ဖွဲ့ခံနေရပြီပဲကာမဂုဏ်အာယုန်ပေါ်မှာနှစ်သက်တဲ့တဏှာရာဂဆိုတဲ့နှောင်ကြိုးနဲ့ချုပ်နှောင်ထားခြင်းခံနေရလွယ်လွယ်ကူကူနဲ့ဖြတ်လို့မရဘူးကာမေတုအဝိတရာဂောကာမဂုဏ်အာယုန်တို့၌ရာဂမကင်းသေးဘူးလို့ဆိုတဲ့နေရာမှာကာမဆိုတာဘယ်အရာတွေကိုခေါ်တာလဲဘုန်းကြီးတို့တွေရဲ့နေ့စဉ်ဘဝမှာကာမကို2မျိုးမှတ်သားကြရမယ်တစ်မျိုးကဝဋ္ထုကာမနောက်တစ်မျိုးကကိလေသာကာမဝဋ္ထုကာမဆိုတာလိုချင်စရာအာယုန်တွေကိုဝဋ္ထုကာမလို့ခေါ်တယ်ကိလေသာကာမဆိုတာလိုချင်စရာတွေကိုလိုချင်တဲ့တဏှာကိုကိလေသာကာမလို့ခေါ်တယ်အဲ့တော့ကာမလို့ဆိုတဲ့စကားလုံးတွေ့လိုက်တဲ့အခါမှာယမယံခါတစ်မျိုးကိုပဲရည်ညွှန်းတယ်ယမယံခါ2မျိုးလုံးကိုပဲရည်ညွှန်းတယ်အခုဒီနေရာမှာတော့ကာမဆိုတဲ့အရာအထက်ကရာမှာတော့ဝဋ္ထုကာမကိလေသာကာမ2မျိုးလုံးပြထားတော့လည်းပဲဒီနေရာအဓိကသိရမှာတော့ဝဋ္ထုကာမပဲဘာဖြစ်လို့တော့ဆိုတော့ထိုဝဋ္ထုကာမပေါ်မှာတွေ့တာတဲ့တဏှာကိုသီးသန့်ထုတ်ပြီးဆိုထားတာဖြစ်သောကြောင့်ကာမေတုဆိုတာနှစ်သက်စရာကာမဂုဏ်အာယုန်တွေလို့လိုချင်စရာတွေဆိုတာဘာလဲလို့ခြုံငုံပြောတဲ့အခါမျက်စိကမြင်တဲ့အစင်းနှစ်သက်စရာကောင်းတဲ့အစင်းနားကနားထောင်လို့ရတဲ့ตาရတဲ့အသံပွေ့ချိုင်တဲ့အနတ်ကောင်းမြတ်တဲ့အရသာကောင်းမြတ်တဲ့အထိတွေ့ရူပယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖုထပါယုံဆိုတဲ့ဒီအာယုန်တရားတွေဟာလိုချင်စရာအာယုန်တွေအနေနဲ့ဖြစ်လာအဲ့ဒီလိုချင်စရာအာယုန်တွေပေါ်မှာလိုချင်မှုနဲ့တွေ့တာမှုတတ်မဲ့မှုမကင်းသေးဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာချုံနှောင်ထားခံရတဲ့စိတ်ပဲဒါမို့မြတ်စွာဘုရားဒီသုတ္တံမှာကာမေတုအဝိတရာဂောကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုလိုချင်မှုနှစ်သက်မှုဆိုတာမကင်းဘူးတဲ့မကင်းတော့ဘာဖြစ်လာလဲလိုချင်တာကလိုချင်တာတစ်ခုတည်းတင်ရတာမဟုတ်ဘူးရနေလို့ရှိရင်အဝိကတပိပသရထားလို့ရှိရင်တခါတည်းကျေနပ်သွားသလားဆိုမကျေနပ်ဘူးတဏှာရဲ့သဘောကဘယ်တော့မှကျေနပ်တာမရှိဘူးအမြဲတမ်းဖြည့်ဆည်းပေးနေရတယ်ဒီတစ်ခုရပြီးရင်နောက်တစ်ခုလိုးနေအောင်ပါပဲဘလောက်ချမ်းသာလိုးနေတာပဲအဲ့ဒါကြောင့်မို့လို့ပိပသဆိုတဲ့စကားလုံးကိုသုံးတာပိပသဆိုတာရေငတ်တယ်တောက်ချင်နေတယ်ဒါကိုဆိုလို့တယ်မွတ်သိပ်တယ်လို့လေဒီလိုသုံးတယ်အဲ့တော့တဏှာဖြစ်လာလို့ရှိရင်တဏှာကကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်လာလို့ရှိရင်သူကအမြဲတမ်းစားနေတာပဲအမြဲတမ်းငတ်နေတာလိုချင်နေတာပဲ
ခဏတစ်ပြုတ်လောက်ရနာခြင်းရနာသွားမယ်ပြီးတော့လိုချင်တာပဲဒါကြောင့်မို့လို့ဆန်းငံရည်တောက်ထားတဲ့ပုဂ္ဂိုလ်ဟာတောက်လေငတ်မပြေဆိုတာလို့ကာမဂုဏ်အာယုန်တွေပေါ်မှာလိုချင်တဲ့တဏှာရာဂဟာဘလောက်ပဲကာမဂုဏ်အာယုန်တွေနဲ့ပြည့်စုံလိုနေတာကြီးပဲတဲ့အမြဲတမ်းလိုအပ်နေတာကြီးပဲပြေးပြီးတော့တင်းတိမ်သွားတယ်နောက်ထပ်မလိုချင်တော့ဘူးဆိုတာမရှိဘူးပစ္စည်းဥစ္စာရှာတဲ့အခါမှာလဲတော်ပြီဆိုတဲ့အနေအထားမျိုးမရှိဘူးကာမဂုဏ်အာယုန်တွေနှစ်သက်တဲ့နေရာမှာလည်းပဲတော်ပြီဆိုတဲ့အနေအထားကန့်သတ်မရှိဘူးဒါကြောင့်မို့ဒီတဏှာကိုပိပါဒဆာလောင်နေတဲ့သဘောတဲ့ဆာလောင်နေလို့ကာမဂုဏ်အာယုန်တွေကိုခံစားလိုက်ရတဲ့အခါမှာအာတာပြေသွားဗလားဆိုမပြေသေးဘူး။ဘာဖြစ်လဲကာမပရိလာဟပူလောင်စေတယ်တဏှာရာဂသည်စိတ်နှလုံးကိုပူလောင်စေတယ်အလိုမကျတဲ့အခါစိတ်နှလုံးကိုပူပန်စေတာလည်းပဲသူ့ပဲတွေ့တာမှုမကင်းတဲ့ပုဂ္ဂိုလ်တွေဟာတွေ့တာစရာအာယုံကိုအကြောင်းပြုပြီးတော့စိတ်ပူရတာတွေအမြဲတမ်းခံစားနေရတယ်ဒါပရိလာဟလို့ဒီလိုသုံးတာကာမိသန္တာလူချင်မှုတွေဟာဘယ်တော့မှယန္နာမသွားဘူးအမြဲတမ်းဆက်လက်ပြီးတော့ဖြစ်နေတယ်အဲ့ဒါလို့ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေ့တာမှုဆာလောင်မှုပူလောင်မှုရလိုမှုဆန္ဒတွေပုဂ္ဂိုလ်တူတယောက်ကိုလွှမ်းချုပ်ထားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်အခြေအနေဟာဘယ်လိုရှိမလဲကာမဂုဏ်အာယုန်တွေလွှမ်းမိုးခံထားရတဲ့ရာဂရဲ့ချုပ်ကင်ထားမှုကိုခံရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာကမ္မထဘာဝနာပွားများအားထုတ်ပြီးကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့ဆိုတာစိတ်ကူးတဲ့တောင်ပေါ်မလာဘူးတဲ့လုပ်ဖို့စိတ်ဟာဘယ်တော့မှညွတ်လာတာမရှိဘူးလွှမ်းမိုးနေတဲ့အချိန်လေးကိုသိချကြည့်တဏှာရာကလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တရားဟာကောင်းမြတ်တဲ့တရားဓမ္မကိုကျင့်ကြံအားထုတ်မယ်လို့ဆိုတဲ့စိတ်ဟာဘယ်လိုနည်းနဲ့မှမဖြစ်ပေါ်နိုင်ဘယ်တော့မှအဲ့ဒီကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်ဖို့ဆိုတဲ့စိတ်ဓာတ်မပေါ်သည့်အတွက်ကြောင့်ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာတတ်တဲ့တဏှာရာဂဟာစိတ်ရဲ့အနှောင်ဖွဲ့တစ်ခုပါပဲလို့ဒီလိုပြောတာတဘာဝကိုစဉ်းစားပြီးတော့ကြည့်ပေါ့တဘာဝစဉ်းစားကြည့်လို့ရှင်ကိုယ်တဏ္ဍာမှာဖြစ်နေတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်လောကလူတွေဟာနှောင်ကြိုးတွေနဲ့လူတွေရဲ့စိတ်ဟာအနှောင်ဖွဲ့တွေနဲ့မိနေတာပဲနှောင်ကြိုးတွေနဲ့ချီနှောင်ထားခြင်းခံရသည့်အတွက်ကြောင့်ယုံထွက်လို့မရလောက်အောင်ဒီကာမဂုဏ်အာယုန်တွေထဲမှာတဝဲလဲလဲဖြစ်ပြီးတော့နေကြတာခဏတစ်ပြုတ်ယုံထွက်နိုင်ရင်လဲပြန်လှည့်လာကြရတာပဲပေါ့ဒီနေရာဒီစခန်းကိုခွာပြီးတော့မသွားနိုင်ဘူးစဉ်းစားကြည့်မယ်ဆိုရင်မစွန့်လွတ်နိုင်ကြဘူးဒီပြန်မပြောနဲ့ဘုရားဘာသာဝင်တွေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလို့ကုသိုလ်ကောင်းမှုလုပ်တိုင်းရည်စူးပြီးတော့ဆုတောင်းနေတဲ့နိဗ္ဗာန်ချမ်းသာဘဝတဏမကင်းသေးလို့ရှင်ဘဝမှာနိဗ္ဗာန်ရသွားတာနဲ့တပြိုင်နက်ယုံနာဓမ္မတွေချုပ်သွားပြီဆိုရင်တဏှာရဲ့သဘောကအဲ့ဒီလိုထာဝရချုပ်ငြိမ့်သွားပြီဘာမှမရှိတော့တဲ့အနေအထားရောက်တယ်ဆိုလို့ရှိရင်ကြောက်လန့်သွားတဲ့အနေအထားမျိုးရှိတယ်သူကဘာဖြစ်လို့တော့ဆိုဘဝမှာချမ်းချမ်းသာသာလေးနဲ့နေရဖို့သာသူကမျှော်လင့်တာချမ်းသာနေတဲ့ဘဝကြီးတစ်ခုလုံးကိုဆွန့်လွတ်ဖို့ရကြတော့သူဝန်လေးတယ်ဆင်းရဲတဲ့ဘဝကိုတော့ဆွန့်လွတ်ချင်ကြတာပေါ့ချမ်းသာတဲ့ဘဝလေးကိုတော့မဆွန့်လွတ်နိုင်ကြဘူးတဲ့အဲ့ဒါ
ဘသူကြောင့်ဖြစ်နေရတာလဲလို့ဆိုရင်ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုဆိုတဲ့တတ်မဲ့မှုဆိုတဲ့တဏှာတွေရဲ့ချုပ်ကင်ထားမှုကြောင့်ဖြစ်တယ်အဲ့ဒီနှောင်ကြိုးတန်လန်ရှိနေသည့်အတွက်ကြောင့်ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်တရားဓမ္မကိုရှာတော့မယ်ဆိုတဲ့အနေအထားမျိုးရောက်တဲ့ပုဂ္ဂိုလ်ဟာရခိုင်တော့အလွန်ကိုနည်းတယ်ပေါ့ဆိုလိုတာကဒီတဏှာကိုမပယ်နိုင်သေးလို့ရှိရင်ကောင်းမြတ်တဲ့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့ကိုချင်းတရားတွေကျင့်ဖို့ဆိုတာအလွန်တရာခဲရင်တယ်လို့ဒါကြောင့်မို့ကာမဂုဏ်အာယုန်တွေပေါ်မှာတဏှာရာဂဖြစ်ပေါ်နေမှုဟာလည်းပဲစိတ်ရဲ့အနှောင်အဖွဲ့တစ်ခုပဲဒါကလောကတ attva တွေအဖြစ်များတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလိုဟောတာနောက်ဒုတိယတစ်ခုကဘာလဲလို့ဆိုရင်ကာယေအဝိတရာဂောကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုမကင်းသေးဘူးတွေ့တာယုံနေမကဘူးတွေ့တာမှုဟာဘယ်တော့မှအာမရတဲ့အပြင်တွေ့တာမှုကြောင့်စိတ်ပူပန်မှုတွေကလည်းဖြစ်ပြီးတော့နေကြစိတ်ပူပန်မှုရှိမရှိဆိုတာတေချာစဉ်းစားကြည့်လိုက်လို့ရှိရင်စိတ်ပူပန်မှုတွေအမှန်တမ်းများလောကလူသားတွေဒီတိုင်းတမန်နေမယ်ဆိုရင်ကိုယ့်ကိုယ်ပေါ်မှာမတွေ့တာတော့ဘူးလို့ထင်အောင်ထင်လိမ့်မယ်သို့တော့ဘဝတစ်ခုဆွန့်လောက်အောင်ပြင်းထန်တဲ့ယောဂဝေဒနာရလာပြီဆိုတဲ့အချိန်မှာစိတ်တွေကပူလာအဲ့ဒီပူလောင်မှုဆိုတာဘယ်သူကြောင့်ဖြစ်ရတာတော့ဆိုတွေ့တာမှုကြောင့်ဖြစ်တာအတွေ့အတာမရှိတဲ့နေရာပူပန်မှုဆိုတာမလာဘူးတဲ့ဒါကြောင့်မလို့မိမိခန္ဓာကိုယ်ပေါ်မှာမိမိရဲ့ဘဝပေါ်မှာတွေ့တာတတ်မဲ့နေတဲ့တဏှာရာဂမကင်းသေးသမျှထိုပုဂ္ဂိုလ်ရဲ့စိတ်ဟာနိဗ္ဗာန်လမ်းကြောင်းပေါ်တက်ဖို့မလွယ်သေးဘူးတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မှာမတက်နိုင်သေးဘူးဒီအတွေ့အတာတွေကြောင့်မို့လို့နိဗ္ဗာန်သွားဖို့ဒီစိတ်ကလေးဟာမဝတ်မရဲဖြစ်ပြီးတော့နေတယ်တဏှာရဲ့လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာစိတ်လေးဟာပြော့ညံ့ပြီးတော့နောက်တွန့်ပြီးတော့နေတတ်တယ်လို့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ပေါ်မှာတွေ့တာတတ်မဲ့တဲ့တဏှာဟာလဲစိတ်ရဲ့အနှောင်အဖွဲ့တစ်ခုပဲဘုရားအလောင်းတော်ကြတော့စဉ်းစားကြည့်လေတောထွက်လာတဲ့အချိန်ကနေစပြီးတော့မိမိရဲ့ဆွေမျိုးသားချင်းတွေပြန်လည်ပြီးတော့တတိရတဲ့အခါဆိုတာလုံးဝမရှိဘူးလေဘုရားလောင်း6နှစ်ပတ်လုံးပင်မဆင်းရဲဆိုတာကျင့်နေတဲ့အချိန်တစ်ချိန်တစ်ခါမှပြန်ပြီးတော့ဒီလောက်ပင်မတာထူးခြားတဲ့အသိဉာဏ်ရမှာမဟုတ်ပါဘူးနေပြီးတော့ပြန်ပြီးတော့ကိုယ့်မိသားစုနဲ့ပဲနေပါမယ်ဆိုတဲ့အတွေ့တစ်ခါမှပေါ်ဘူးတဲ့ဘုရားလောင်းပင်ပန်းဆင်းရဲဆိုတာရွရွချွန်ချွန်ကြည့်အမြဲတမ်းရှေ့ကိုသာဥလှဲ့တယ်နောက်ကိုပြန်တာမရှိဘူးအဲ့ဒါဘာလို့လဲဆိုတော့ကာယပေါ်မှာတွေ့တာမှုဆိုတာကိုကိုကအနိုင်ယူထားနိုင်လို့ဖြစ်တာရှင်သောဏဆိုတဲ့အမတမချမ်းသာတဲ့တထေသားတစ်ယောက်မကရာတိုင်းမှာအလွန်ချမ်းသာတယ်သူကလည်းအမတမချမ်းသာရိုးတယ်မကဘူးအလုံးကိုတိမ်မွေးနုညံ့ပြီးတော့ချမ်းသာလေးနေတဲ့ပုဂ္ဂိုလ်သူ့မှာဘာထူးထူးခြားခြားရှိတုံးဆိုရင်ခြေဘဝမှာတောင်အမွှေးနုလေးတွေပေါက်နေတယ်လို့ပြောတာအဲ့ဒီအမွှေးနုလေးတွေပေါက်နေတယ်ဆိုတာအမတမထူးဆန်းတဲ့အနေထားဖြစ်လို့ဗေမိတာရမင်းကြီးကခြေဘွားမှာအမွှေးပေါက်တယ်ဆိုတာမမြင်ဘူးလို့ကြည့်ချင်လို့အဲ့ဒီသောဏဆိုတဲ့တထေသားသူ့ရဲ့
ပတ်ဝန်းကျင်ကရွာတွေဏီကုန်းတွေမှာနေထိုင်ကြတဲ့တထေးတွေကိုအလုံးနန်းတော်ကိုလာခဲ့ဖို့ဆင့်ခေါ်တာသောဏသတို့သားတယောက်တည်းကိုဆင့်ခေါ်လို့ရှင်ခြေတော့ကအမွေကြည့်ခြင်းလို့ဒီလိုထင်ပါဆိုလို့ဘုရင်ကြီးကအကုန်လုံးကိုဆင့်ခေါ်လိုက်တယ်အဲ့တော့ဘုရင်ကြီးကိုယ်တိုင်ကခြေပွားကအမွေကြည့်ရလောက်အောင်ထူးဆန်းတဲ့ပုဂ္ဂိုလ်တယောက်ပါသူခန္ဓာကိုယ်ပေါ်သူအမတမယူရချမ်းချမ်းသာသာလေးနေတယ်သို့တော်မြတ်စွာဘုရားတရားဟောလိုက်တော့ဘုရားတရားနာရတဲ့အခါမှာသူခန္ဓာကိုယ်ပေါ်မှာငဲ့ကွက်တဲ့စိတ်တွေဟာတည်ငါအားဖြင့်ပျောက်ကင်းသွားပြီးတော့သာသနာပေါင်းဝေယံခံတရားအထုတ်တဲ့အခါမှာချမ်းချမ်းသာသာအထုတ်တာမဟုတ်ဘူးပြင်းပြင်းထန်ထန်အထုတ်တယ်မရမနေကြိုးစားအထုတ်နောက်ဆုံးမှာခြေတော့ကအမတန်နူးညံ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဈဉ္ဉံရှောင်ရင်နဲ့ခြေတော့တွေပေါက်ပြီးတော့ခြေတော့တွေကွဲလို့ဈဉ္ဉံလမ်းဟာသွေးရဲတန်ရဲအဆင့်ထိအောင်ရောက်သွားအဲ့ဒီလိုဆင်းရဲဒုက္ခခံပြီးတရားအထုတ်တဲ့အခါမှာထူးခြားတဲ့အသိဉာဏ်မရတော့သူဘာဖြစ်လာလဲလို့ဆိုရင်အိမ်ပြန်ဖို့ဆိုတဲ့အတွေးလာမိတယ်နော်အဲ့တော့ဒါဘာကြောင့်လို့ဆိုရင်ကိုယ်ကာယပေါ်မှာတွေ့တာမှုမပြတ်လို့ပဲပေါ့ဖះလောင်းတော့ကြတော့အဲ့ဒီလိုအိမ်ပြန်ဖို့ဆိုတာလုံးဝမစင်စားဘူးတဲ့ဟောသောဏတထေသားဖြစ်လာတယ်ရှင်သောဏအိမ်ပြန်မှုစဉ်းစားလာတယ်ငါတလောက်ကြိုးစားရဲ့အတန်နဲ့မရတာဒီဘဝမှာတရားဓုရမယ်ပုဂ္ဂိုလ်မဟုတ်တော့ဘူးအိမ်ပြန်ပြီးတော့မိသားစုနဲ့ချမ်းချမ်းသာသာနေပြီးကုသိုလ်ကောင်းမှုလုပ်မယ်ဆိုတဲ့စိတ်ကူးတွေဝင်လာအဲ့ဒီအချိန်မှာမြတ်စွာဘုရားကရုတ်တရက်ကြွလာပြီးတော့သူ့ကိုတရားဟောတာလေဝိရိယနဲ့သမာဓိညှိပြီးတော့တရားအထုတ်ဖို့စောင်းရဲ့ဥပမာပြပြီးမြတ်စွာဘုရားတရားဟောတဲ့အခါမှာစိတ်အခြေအနေတွေဟာပင်ကိုအနေထားရောက်သွားပြီးရှင်သောနာတရားဓုတရားမြတ်ရဟနာပုဂ္ဂိုလ်ဖြစ်သွားပြောချင်တာကရှင်သောနာတို့လိုပါရမီရင့်တန်တဲ့ပုဂ္ဂိုလ်တောင်မှပဲအခက်ခဲတွေရင်ဆိုင်လာရတဲ့အခါကျတော့နောက်ကြောင်းပြန်ဖို့စိတ်ကူးရတယ်နော်အဲ့ဒါကြောင့်မလို့ကိုယ်ကာယပေါ်မှာတွေ့တာမှုတဏှာဆိုတာအမှန်တမ်းကြီးမားတဲ့အနှောင်အဖွဲ့ကြီးတစ်ခုပဲဒီနှောင်ရိုးကိုမဖြတ်နိုင်သမျှခန္ဓာကိုယ်ကိုငဲ့ကွက်ပြီးတော့နေဥမှာပဲခန္ဓာကိုယ်ကိုငဲ့ကွက်ပြီးနေသမျှကာလပတ်လုံးပြင်းပြင်းထန်ထန်အထောက်မှရနိုင်တဲ့တရားဓုတရားမြတ်ကိုသူရဖို့မဖြစ်နိုင်ဘူးတရားဓုတရားမြတ်ဘက်ပေါ်မှာတောင်စိတ်ညစ်မှုမဖြစ်နိုင်အဲ့ဒီမဖြစ်နိုင်တာဘာကြောင့်လဲကာယပေါ်မှာတွေ့တာနေတဲ့တဏှာဆိုတဲ့နှောင်ကြိုးချောင်ပဲလို့ဒီလိုဟောတာဗျာဒါကတခုနောက်တတိယမြောက်ကြတော့လူတွေဟာကိုယ်ကာယသာကိုယ်တွေ့တာမဟုတ်ဘူးကိုယ်ဘဝကိုကိုယ်တွေ့တာမဟုတ်ဘူးဗဟိတအပြင်ဘက်ကပစ္စည်းဥစ္စာတွေကိုလည်းတွေ့တာတယ်ပတ်ဝန်းကျင်အခြေအနေတွေကိုလည်းတွေ့တာတယ်မိမိနဲ့ဆက်ဆက်လာတဲ့ပုဂ္ဂိုလ်တွေကိုလည်းတွေ့တာလာတယ်အဲ့ဒါလို့ပြင်မကမိမိနဲ့ဆက်ဆက်နေတဲ့ပစ္စည်းဝတ္ထုတွေပုဂ္ဂိုလ်တ attva တွေတွေ့တာလာပြီဆိုလို့ရှင်လေအဲ့ဒီတွေ့တာမှုလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်တော့မှလွတ်လွတ်လပ်လပ်ကမ္မထန်တရားအထုတ်ပြီးအလွတ်ယုံနိုင်စွာမရှိဘူးတဲ့ဒါကြောင့်မို့ပတ်ဝန်းကျင်ကိုတွေ့တာမှုရှိခြင်းဟာလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့တစ်ခုပဲအဲ့ဒီအနှောင်ဖွဲ့တွေမဖြတ်နိုင်သေးသမျှကာလပတ်လုံးနိဗ္ဗာန်လမ်းကြောင်းပေါ်တက်ဖို့ဝန်လေးနေအောင်မှာပဲပေါ့နောက်နံပါတ်၄ကြတော့မြတ်စွာဘုရားကဘာကိုဟောလဲလို့ဆိုလောကလူတွေဟာကောင်းကောင်းစားပြီးတော့ဝဝအိတ်ချင်တဲ့ဆန္ဒရှိကြတယ်အစင်မပြေလို့မနေကြရပေမဲ့လို့လူတိုင်းဟာအကောင်းစားပြီးတော့ဝဝလင်းလင်းအိတ်ချင်တာတော့ဒါသဘာဝပဲနော်အဲ့ဒါလို့ကောင်းကောင်းစားပြီးတော့ဝဝအိတ်ဖို့ဆိုတဲ့အတွေးတွေကိုတွေးစေတာလဲဘာလို့လဲလို့ဆိုရင်တဏှာရာဂပဲ
အဲ့ဒီလိုကောင်းကောင်းစားခြင်းနဲ့ဝါဝအိတ်ခြင်းနဲ့အိပ်ရတဲ့မှာအိပ်ရတဲ့အရာသာကိုစွဲမဲ့နေတယ်အိပ်ရတဲ့အရာသာကိုတေယဒုက္ခလို့ခေါ်တယ်ဤဆက်ဆက်အိပ်ရပေါ်မှာလျှောက်ဆက်ပြီးတော့နားနေရသလောက်အရာသာရှိတာဘယ်ဟာမှမရှိဘူးပတ္တဒုက္ခတဲ့ဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်ဒီဘက်ဆောင်းတာညောင်းရင်ဟိုဘက်ဆောင်းလိုက်အဲ့ဒါလို့အိပ်နေရတဲ့ချမ်းသာဒုက္ခပေါ်မှာမမောကြလူတွေကလည်းအိပ်ရတဲ့ချမ်းသာဒုက္ခကိုမမောတာတိရစ္ဆာန်တွေလည်းအိပ်ရတဲ့ချမ်းသာဒုက္ခကိုမမောတာခွေးတွေကြည့်ပေါ့နေရာကောင်းကောင်းလေးတွေ့ပြီဆိုရင်ခွေးခွေးလေးအိပ်တတ်တယ်သူကပို့ပြီးတော့အိပ်တတ်တဲ့တတ္တဝါကတော့မွေတွေငကားတွေပဲမွေငကားဆိုတာအိပ်เสียနေရာရှာပြီးတော့အိပ်နေကြအိပ်ကြီးတဲ့နေရာမှာနော်ထုချွန်စုရတာတော့ဘုရားလောင်းရွှေခွက်မျောလိုက်တဲ့အခါမှာရှေးဘုရားတွေမျောသွားတဲ့ရွှေခွက်ပေါ်မှာသွားညှိသည့်အတွက်ကြောင့်အတန်ကြားလိုက်လို့နိုးလာတဲ့ကာလနှခါဘုရားတဆူတဆူပွင့်မို့ဆိုတာမြေကြီးတယူစနာလောက်တက်လောက်အောင်အချိန်ကြာညောင်းတယ်အဲ့ဒီကြာညောင်းတဲ့အချိန်မှာ तू ကဘာနဲ့ကုံဆုံးစေတာတုံးဆိုအိပ်ပျော်နေခြင်းဖြင့်ကုံဆုံးတာဒါမို့ဒီဝိတုဇာလန်းကိုသိထားတဲ့ဗမာလူမျိုးတွေကအိပ်ကြီးတဲ့လူကိုကာလနဂါလို့ခေါ်ကြတာဗောအဲ့တော့အိပ်ရတဲ့ပုံမှာလဲတွေ့တာတတ်မဲ့တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲတွေ့တာမှုရှိတရားထိုင်ရင်လည်းအိပ်တယ်တရားနာရင်လည်းအိပ်တယ်ချို့ကြတော့လဲထိုင်ရင်အိပ်တတ်တဲ့အလေးအကျင့်တွေလည်းရသွားတယ်အဲ့ဒါလို့မေးနေရတဲ့ချမ်းသာဒုက္ခပေါ်မှာအမြဲတမ်းတွေ့တာနေလို့ရှိရင်သူ့စိတ်ကိုချမ်းချမ်းသာသာနေရမှုချမ်းချမ်းသာသာစားတော့ရမှုကိုတွေ့တာတဲ့တဏှာကသူ့စိတ်ကိုလွှမ်းမိုးချုပ်ကင်ထားတယ်အဲ့ဒါလို့လွှမ်းမိုးချုပ်ကင်ထားသည့်အတွက်ကြောင့်အစာကိုချိုးချမ်းအိတ်အနေကိုချိုးချမ်းဆိုတာမျိုးလုပ်ဖို့အမတန်မှခဲနေယောဂီပုဂ္ဂိုလ်တွေဟာကမ္မထာအထုတ်ချိန်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတတ်မှတ်ပြီးတော့ပေးထားတာရှိတယ်ဘုရားတတ်မှတ်ပေးတဲ့အချိန်တွေကဘာတွေလဲလို့ဆိုရင်နေ့အခါမှာတဲ့တနေ့ကုန်ဈဉ္ဉံလျှောက်လိုက်ထိုင်လိုက်ဈဉ္ဉံလျှောက်လိုက်ထိုင်လိုက်စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့နိဝရဏတရားတွေကိုဖယ်ရှားဖို့ကြိုးစားရမယ်ညအခါရောက်လာတဲ့အခါမှာည12နာရီကိုအတိုင်းတာ12နာရီကို3ပိုင်းပိုင်းလိုက်တယ်ပထမပိုင်းကိုပုရိမယံလို့တော့ပထမယံလို့ခေါ်တယ်နောက်ဆုံးအပိုင်းကိုပစ္စည်းမယံလို့ခေါ်တယ်အလယ်ပိုင်းကိုတော့မစ္စည်းမယံလို့ခေါ်တယ်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာပထမယံမှာလည်းပဲဈဉ္ဉံသွားလိုက်ထိုင်လိုက်နဲ့စင်စစ်မပြတ်ကြိုးစားအထောက်ရမယ်မစ္စည်းမယံတန်းကောင်ယံရောက်တဲ့အခါကျတော့ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုကိုပန်းဖြေတဲ့အနေနဲ့4နာရီလောက်တော့အိပ်ရတယ်အဲ့ဒီ4နာရီအိပ်ရတယ်အိပ်ရတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အပ္ပန္နကသုတ်မှာဟောထားတဲ့ဒီစကားကိုနာယူရတဲ့အခါကျတော့လူတယောက်ဆိုတာကျမ်းမာဖို့အတွက်တနေ့မှာ8နာရီအိပ်ရမယ်ဆိုတာခေါင်းထဲဆွဲထားတဲ့နိုင်ငံသားတွေတွန့်သွားတယ်4နာရီအိပ်ရင်သူတို့ဒုက္ခရောက်မယ်မလုံလောက်ဘူးပေါ့ကျမ်းမာရေးအတွက်မလုံလောက်ဘူးလို့ဒီလိုယူဆကြသို့တော့နောက်ပိုင်းရောက်တဲ့အခါတရားအရှိန်တက်ပြီးတော့တမာရီစွမ်းအားတွေရလာတဲ့အခါကျတော့8နာရီမအိပ်ဖဲနဲ့4နာရီလောက်အိပ်ရုံနဲ့လုံလောက်တယ်သို့မဟုတ်နည်းနည်းလေးမှမအိပ်ဖဲနဲ့တမာရီစွမ်းအားတွေအရှိန်ယူပြီးတရားအထုတ်နေလဲကျမ်းမာရေးအတွက်ဘာမှမဖြစ်ဘူးဆိုတာကိုသူတို့သိလာရှင်သာရိပုတ္တရာမထေရမြတ်တို့ဆိုတာ
နှစ်ပေါင်းအတော်ကြာအောင်မအိပ်ဘဲနဲ့တရားအထုတ်ခဲ့တာယန္နာဖြစ်ပြီးတဲ့နောက်မှာလည်းပဲနှစ်ပေါင်းအတော်ကြာအောင်အိပ်ဆက်ခြင်းမပြုကြဘာဖြစ်လို့ငယ်ငယ်တုန်းကတော့စဉ်းစားတယ်ရှင်သာရိပုတ္တရာနှစ်30ကျော်လေးမအိပ်ဘူးဆိုတော့ဘယ်လိုများနေပါလိမ့်မလဲလို့စဉ်းစားမိတယ်အော်အိတ်ထားတဲ့ကောင်းတဲ့ဖလားသမဘတ်တို့និရောဓသမဘတ်တို့ဝင်စားပြီးတော့နေတဲ့အခါအိတ်เสียလုံမမလုံတော့တာကိုအိတ်နေတာတောင်မှပဲလူတွေကတောင်တွေးမြောက်တွေးတွေးရုံနဲ့မကဘူးအိမ်မက်ထဲမဲ့နိုင်မဲဟာဆိုတဲ့အိမ်မက်ဆိုးတွေမဲ့ရင်အမလေးလှုပ်ရှားရသေးတယ်နော်ပြေးရလွှားရပင်မန်းရအော်ရဟေးရတချို့ပုဂ္ဂိုလ်တွေဆိုအိတ်ရကနေလန့်အော်ရောင်နာတို့ဒီလိုရှိတာအဲ့တော့ကမ္မဋ္ဌာန်းတရားအထုတ်လို့တမပတ်ဝင်စားပြီးတော့အမတန်တည်ငြိမ်တဲ့အနေနဲ့နေတဲ့အခါမှာအိမ်မက်ဆိုးဆိုတာလည်းမက်တာမှမဟုတ်ပဲစိတ်နှလုံးအေးချမ်းပြီးတော့နေနိုင်တဲ့အနေအထားရှိတော့ဘယ်နှစ်နှစ်မအိပ်ရဘာမှမဖြစ်အဲ့လိုတမာတိရလာလို့ရှင်မအိပ်ဖဲနဲ့နေနိုင်တဲ့အနေအထားတွေဟာဒီကနေ့ခေတ်မှာလည်းပဲတချို့ပုဂ္ဂိုလ်တွေရရှိခံစားကြရတယ်ပေါ့လောကလူများစုကတော့တဲ့သည်ဖြစ်စေမတဲ့သည်ဖြစ်စေကြိုက်တဲ့စားစာဝအောင်စားပြီးဝအောင်အိတ်ချင်တဲ့လူကများတယ်အဲ့ဒါလိုဝအောင်စားဝအောင်အိတ်ချင်တဲ့ပုံမှာတွေ့တာနေတဲ့တဏှာရာဂကိုလည်းမြတ်စွာဘုရားကစိတ်ရဲ့အနှောင်ဖွဲ့တစ်ခုလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်တော့မှကမ္မထာဘာဝနာပွားများအထုတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတာစိတ်ထဲမှာညွတ်လာတာမရှိဘူးတဲ့ကြိုးစားအထုတ်ဖို့စိတ်ကူးတော့မရဘူးလို့ဒီလိုပြောနောက်ဆုံးတစ်ခုကြတော့ဘာလဲလို့ဆိုရင်နံပါတ်5ကသီလစောင့်တည်တာပဲဖြစ်စေသာသနာပေါင်းဝင်ပြီးတော့ရဟန်းခန္ဓာပဲဖြစ်စေမြတ်သောအကျင့်ကိုကျင့်တဲ့အခါမှာမြတ်သောအကျင့်ကျင့်ရင်ဘာမျှော်လင့်ချက်ထားတော့ဆိုအခုလိုမြတ်သောအကျင့်ကိုကျင့်ခြင်းဖြင့်ရရှိလာတဲ့ကုသိုလ်ကြောင့်နောက်ဘဝမှာတကိုးကြီးတဲ့နတ်မင်းပြမမင်းဖြစ်ရပါလို့ဤလို့ဖြစ်ချင်တဲ့ဆန္ဒအဲ့ဒီဆန္ဒဟာလည်းပဲတရားထုတရားမြတ်ရဖို့အတွက်အနှောင်အဖွဲ့ပဲဖြစ်တယ်တဲ့တရားထုတရားမြတ်မရနိုင်ဘူးတဲ့အဲ့တော့တရားထုတ်တယ်ဆိုတဲ့နေရာမှာလည်းပဲနောက်ဘဝကောင်းစားဖို့တရားထုတ်တာလည်းရှိသေးတာဟောအဲ့ဒါလို့အထုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာနိဗ္ဗာန်ကိုအာရုံပြုနိုင်မှာမဟုတ်ဘူးနိဗ္ဗာန်နဲ့ဝေးတယ်ဘဝချမ်းသာတစ်ခုကိုတောင်းတပြီးတော့လှုပ်တာဖြစ်တယ်ပေါ့နတ်ဘုံတစ်ဘုံပြမဘုံတစ်ဘုံကိုရည်စူးပြီးတော့တရားအထုတ်ပြီးတရားနှလုံးသွင်းပြီးဒီကောင်းမှုကြောင့်နောက်ဘဝမှာတကိုးကြီးတဲ့နတ်ပြမဖြစ်ရပါလို့ဤတို့စိတ်ထဲကဥတီချက်ထားပြီးတော့အာထုတ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲတရားတို့တရားမြတ်ရဖို့အတွက်စိတ်ဘယ်နည်းနဲ့မှမညွတ်နိုင်ဘူးသူတို့စိတ်တွေဟာအနှောင်ဖွဲ့ခံထားရတဲ့စိတ်တွေပဲလို့စေတောဝိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့တော့ဒီတုတ်တံမှာဟောထားတာဟာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကာမေတုအဝိတရာကောကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုမကင်မှုတွေ့တာတယ်ကာယေအဝိတရာကောကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုမကင်ပဲတွေ့တာတတ်မဲ့မှုရှိတယ်ရူပေအဝိတရာကောပြင်ပဗဟိတအာယုန်တွေပေါ်မှာတွေ့တာမှုမကင်ဘူးဆိုရင်ပြင်ပဗဟိတအာယုန်တွေပေါ်မှာတွေ့တာနေတယ်ကြိုက်တဲ့အစားအစာတွေကိုဝမ်းပိုက်ပြည့်အောင်စားပြီးတော့အိပ်ရတဲ့အရာတာကိုခံစားမှုကိုမလွတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဏှာရာဂပဲမြတ်သောအကျင့်ကိုကျင့်ခြင်းဖြင့်နောက်ဘဝမှာနတ်မင်းပြမမင်းဖြစ်ခြင်းတဲ့ဆန္ဒဟာလေဒီနေရာမှာဖြစ်လို့တဲ့တဏှာအတွေ့အတာတစ်ခုပဲအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကတတ္တဝါတွေမှာအဖြစ်များတတ်တဲ့တဏှာရာဂရဲ့
တွေ့တာမှုသဘောထားတွေနဲ့၅မျိုးခွဲပြီးတော့စေတသောဝိနိဗ္ဗာန်စိတ်ရဲ့အနှောင်ဖွဲ့များလို့ဒီလိုဟောခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ဒီစိတ်ရဲ့အနှောင်ဖွဲ့တွေဟာတေချာစဉ်းစားကြည့်လို့ရှိရင်တစ်ခုမဟုတ်တစ်ခုတတ္တဝါတွေမှာရှိတယ်ဆိုပါစို့တပည့်တော်တို့ကတော့တရားအထုတ်ပြီးရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤဘယ်နဲ့ဘယ်ပြမာမှမဖြစ်ချင်ပါဘူးဆိုတဲ့ပုံကိုယ်လည်းရှိတာပဲပေါ့အဲ့ဒီနှောင်ကြိုးတော့မရှိဘူးသို့တော့အစားကောင်းကောင်းလေးစားပြီးတော့အပန်းဖြေအိတ်ချင်တဲ့ပုဂ္ဂိုလ်တွေကြတော့အိတ်ဆက်မှုကိုမစွန့်လွတ်နိုင်ဘူးစားသုံးမှုနဲ့အိတ်ဆက်မှုကိုအရေးပေးပြီးဆောင်ရွက်နေကြတယ်ဆိုလို့ရှိရင်တော့တဏှာရာဂအဲ့ဒီကိစ္စအတွက်မကင်းမဲ့ဖြစ်တယ်ပေါ့နောက်တစ်ခါကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ပေါ်မှာတွေ့တာတယ်နောက်ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာတယ်ဆိုလို့ရှိရင်လေနောက်ဘက်ခံထားရတဲ့စိတ်တွေပဲပေါ့အဲ့တော့အများဖြင့်တတ္တလောကကြီးတစ်ခုလုံးကိုခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအနေထားတွေဟာထင်ထင်ရှားရှားပေါ်လာတာပဲအဲ့တော့စိတ်ရဲ့အနှောင်ဖွဲ့လို့မြတ်စွာဘုရားကစေတသောဝိနိဗ္ဗာန်လို့ဟောတာဟာတွေ့တာမှုတတ်မဲ့မှုလိုချင်မှုဆိုတဲ့တဏှာရာဂကိုဥတည်ပြီးတော့ဟောထားတာလို့သစ္စာလေးပါးကိုဟောတဲ့အခါမှာလည်းပဲတဏှာကိုဒုက္ခသမုဒယလို့ပဲဟောခဲ့တာပဲပရိစ္ဆေသမုပ္ပါဒ်မှာလည်းပဲဝေဒနာပစ္စယတဏှာလို့ဆိုလူတွေဟာစိတ်ရဲ့ခံစားမှုပေါ်မှာတွေ့တာမှုကြီးတာကိုမြတ်စွာဘုရားအကြောင်းပြုပြီးဝေဒနာပစ္စယတဏှာလို့ဒီလိုဟောခဲ့တယ်ဒီတဏှာတတ္တဝါတွေပေါ်မှာအကုန်လုံးချုပ်ကင်ထားတာချုပ်ကင်ထားသည့်အတွက်ကြောင့်ဒီတဏှာကိုဖယ်ရှားနိုင်အောင်ကြိုးစားကြတာတရားအထုတ်တယ်ဆိုတာတဏှာတွေ့တာမှုတွေလျှော့ချဖို့ကြိုးစားအထုတ်ရတာတွေ့တာမှုတွေလျှော့ချနိုင်မှတခြားကိလေသာတွေလည်းပဲရောကျသွားမှာဖြစ်တယ်ဘဝတစ်ခုကိုပို့နေတဲ့အခါမှာဘယ်တရားတွေကအဓိကလဲလို့ဆိုလို့ဘုန်းကြီးတို့တွေလူပုံရောက်လာပုံလေးကိုတဘာဝတရားနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီဘဝမတိုင်ခင်ဒီဘဝရဲ့ရှေ့ဘဝမှာတေခါနေ့မှာအာယုန်နမိတ်တွေထင်လာအဲ့ဒီထင်လာတဲ့အာယုန်နမိတ်ရဲ့အပြည့်အနာစာကိုအဝိဇ္ဇာကဖုံးကွယ်ပေးထားတယ်အဝိဇ္ဇာကဖုံးကွယ်ပေးထားတယ်အပြစ်မမြင်အောင်အဝိဇ္ဇာကဖုံးပေးထားတယ်ဖုံးပေးထားလိုက်တဲ့အခါကျတော့မကောင်းတာကိုအကောင်းထင်လာပြီးတော့တဏှာကနေတွေ့တာလိုက်တာပဲအဝိဇ္ဇာကဖုံးကွယ်ပေးတယ်တဏှာကအကောင်းထင်ပြီးတော့တွေ့တာလိုက်တယ်အဲ့ဒီအချိန်လေးမှာဘဝကမိမိတို့တဏ္ဍာမှာကိမ့်ပြီးတော့လာတဲ့ကံဆိုတဲ့သင်္ခါရတရားတွေကဘဝတစ်ခုဖြစ်ပေါ်လာအောင်ထုတ်လုပ်လိုက်တာပဲပေါ့အဲ့တော့ဘဝတစ်ခုကူးပြီဆိုရင်အဝိဇ္ဇာရဲ့တဏှာရဲ့ကံရဲ့ဒီသုံးခုပေါင်းပြီးအလုပ်လုပ်တယ်လို့ပြောဒီသုံးခုပေါင်းပြီးအလုပ်လုပ်လိုက်တာအဲ့တော့သူတဟောသူလုပ်တာအဝိဇ္ဇာကအမှန်မသိအောင်ဖုံးယုံဖုံးပေးတာသူကကြောင်မတွန်းဘူးအမှန်မသိတဲ့အခါတဏှာကတွေ့တာသူကလည်းကြောက်တွန်းလိုက်တာမဟုတ်ဘူးတကယ်တွန်းချလိုက်တာတော့ကံပဲပေါ့ကံတရားကနေတွန်းချလိုက်တာပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဘဝတစ်ခုကိုဘယ်သူတွေပူးပေါင်းပြီးဖန်တီးတယ်လဲလို့ဆိုရင်အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုမောဟရဲ့သင်္ခါရလို့ဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံဒီတစ်ခုကပူးပေါင်းပြီးတော့ဝိညာဏဆိုတာကိုဖြစ်ပေါ်စေတယ်တရေစိတ်ကလေးကိုပေါ်လာစေတယ်ဒါဘဝရတိုင်းဟာဒီပုံစံနဲ့မြတ်စွာဘုရားကသုတ်တန်တွေမှာဟောထားတာရှိတယ်အဝိဇ္ဇာနိဝရဏနံတရားတဏှာတန်ယောဇနာနံ
အဝိဇ္ဇာကဖုံးကွယ်ပေးတယ်တဏှာနှောင်ကြိုးကလွတ်ထွက်မသွားအောင်ထိန်းထားတယ်ကံကနေပြီးတော့ဘဝတစ်ခုကိုပြစ်ချလိုက်တယ်လို့ဒီသုံးခုပေါင်းစပ်ပြီးတော့ဘဝတိုင်းမှာသွားနေအဲ့ဒီထဲမှာဘသူကိုဥဆောင်ပြီးတော့ပြောလို့ရှိတယ်လဲလို့ဆိုရင်တဏှာကိုဥဆောင်ပြောလို့ရှိလူချင်းမှုတွေ့တာမှုဟာရှေ့ဆောင်နေတာဖြစ်သောကြောင့်တဏှာကိုဘဝနစ်တိတယ်ဘဝတစ်ခုဆွဲဆောင်သွားတတ်တဲ့သဘောတရားလို့ဒီလိုခေါ်တာဘဝကိုတွေ့တာမှုလေးကြောင့်မို့လို့ကံကတွေ့တာမှုပေါ်ရောက်သွားအောင်တွန်းပေးလိုက်တာလေအဲတဏှာကုံသွားပြီဆိုလို့ရှိရင်တော့အခုလိုကံတွေကလည်းတွန်းပေးနိုင်စွမ်းမရှိတော့ဘူးပေါ့ဝတ်သုံးပါးပြောတဲ့အခါမှာလည်းပဲကိလေသာဝကာမဝဝိပါကဝကိလေသာဝဆိုတာအဝိဇ္ဇာတို့တဏှာတို့ကိလေသာဝလိုချင်စရာတွေကိုလိုချင်လာအဲ့ဒီကိလေသာဝအကြောင်းမို့လို့အကြောင်းပြုပြီးတော့ကာမဝဆိုတဲ့ကောင်းမကောင်းပြုလုပ်မှုတွေပေါ်လာကောင်းမကောင်းပြုလုပ်မှုကနေပြီးတော့အကျိုးဆက်တွေပေါ်လာတယ်ဝိပါကဝအဲ့ဒါလို့ဝတ်သုံးပါးတဲ့ကထွက်ပြီးမသွားနိုင်အောင်တလဲတဲ့လဲပြီးတော့နေတာအဓိကဘသူရဲ့လက်ချက်လဲလို့ဆိုလို့ရှိရင်ကိလေသာရဲ့လက်ချက်ပဲပေါ့ကိလေသာဆိုတာအဝိဇ္ဇာတို့တဏှာတို့ကိုပြောတာမြတ်စွာဘုရားကတဏှာကိုဥတီပြီးတော့သစ္စာလေးပါးမှာလည်းဟောတယ်တခြားနေရာတွေမှာလည်းပဲတဏှာကိုဥတီပြီးတော့ဟောတယ်မြတ်စွာဘုရားကိုယ်တိုင်ဖျားဖြစ်သူရောက်တဲ့အခါမှာဥဒန်းကျူးတဲ့အနေကဇာတိတန်တာရံဆိုတဲ့ဂါထာမှာလည်းပဲမြတ်စွာဘုရားကတဏှာကိုဥတီထားတယ်နောက်ဆုံးတရားကျင့်လို့မြတ်စွာဘုရားရလိုက်တာဘာလဲလို့ဆိုရင်တဏှာနံခယမစ္ဆကာလို့ဆိုတဲ့အတိုင်းတဏှာကိုကုံသွားစေတတ်တဲ့အရတ္တမေအရတ္တဖို့ကိုရလိုက်တယ်လို့ဒီလိုပြောတာနိဗ္ဗာန်ကိုရည်ညွှန်းတဲ့အခါကျတော့တဏှာသင်္ခယဝိမု ക്ത တဏှာတွေကုံဆုံးသွားတဲ့နိဗ္ဗာန်လူချင်မှုတွေတွေ့တာမှုတွေအလုံးဆုံးသက်သွားတဲ့နိဗ္ဗာန်မှာစိတ်ကလေးဟာလွတ်မြောက်သွားတယ်နှောင်ကြိုးတွေကလွတ်မြောက်သွားတယ်လို့ဒီလိုခေါ်တာအဲ့တော့စိတ်ရဲ့အနှောင်ဖွဲ့ဆိုတာဒီသုတ်တံမှာဒီ၅မျိုးကိုဥတည်ပြီးတော့ဟောထားတယ်အဲ့ဒီ၅မျိုးဟာတရားခိုးရှာလိုက်တဲ့အခါကျတော့တွေ့တာမှုတဏှာတစ်ခုတည်းကိုပြောတာပဲတွေ့တာကကာမဂုဏ်အာယုံမှာလည်းတွေ့တာတယ်မိမိကိုယ်ကာယပေါ်မှာလည်းတွေ့တာတယ်ပတ်ဝန်းကျင်ပေါ်မှာလည်းတွေ့တာတယ်ဘဝတစ်ခုရလာတဲ့အခါမှာဝအောင်စားခြင်းနဲ့ဝအောင်အိတ်ခြင်းနဲ့ဆိုတဲ့ပုံမှာလည်းတွေ့တာတယ်နောက်ဘဝဒီတဲ့ကောင်းတဲ့အခြေအနေကိုရခြင်းနဲ့ဆိုတာလည်းပဲတွေ့တာတယ်ပေါ့အဲ့ဒီတွေ့တာမှု၅မျိုးကိုပဲစေတသောဝိနိဗ္ဗာန်စိတ်ရဲ့အနှောင်အဖွဲ့တွေလို့ဒါတွေနဲ့နှောင်ဖွဲ့ထားခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်လမ်းကိုဖြောင်းဖြောင်းတန်းတန်းမသွားနိုင်ဘူးတဲ့ဒါဖြင့်ဒီစေတသောဝိနိဗ္ဗာန်စိတ်ရဲ့နှောင်အဖွဲ့တွေကိုဘာနဲ့ဖယ်ရှားမလဲလို့အင်္ဂုတ္တရနိကေမှာလာတဲ့သုတ်တံမြတ်စွာဘုရားဘာနဲ့ဖယ်ရှားမလဲလို့ဆိုတဲ့အခါမှာတတိပဋ္ဌာန်တရား၄ပါးကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဖယ်ရှားရမယ်။တတိပဋ္ဌာန်ဆိုတာတတိတစ်ခုတည်းပြောတာမဟုတ်ဘူး။တတိကိုခေါင်းတက်ပြီးတော့ပြောပေမဲ့လို့အလုံးလုံးတဲ့အခါမှာတတိလည်းပါတယ်ဝိရိယလည်းပါတယ်သမာဓိလည်းပါတယ်ပညာလည်းပါတယ်မဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီမဂ္ဂင်၅ပါးအလုံးလုံးပြီးတော့မှခုနနှောင်ကြိုးတွေဖြေဖို့ရာအတွက်တတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်ရမယ်
အဲ့ဒါဟာတခုတည်းသောလမ်းပဲလို့မြတ်စွာဘုရားဟောကြားတဲ့တရားတွေဟာနိစနစ်တွေအကုန်လုံးပေးထားပြီးသားပြည့်ပြည့်စုံစုံကြင်ကြံကြိုးကုပ်အထောက်မှုတွေပါအကုန်ပေးထားပြီးသားတတိပဌာန်တရား၄ပါးကိုမိမိတဏ္ဍာမှာဖြစ်ပွားစေလို့ဆိုတဲ့အခါတတိတစ်ခုတည်းဖြစ်ပွားစေတာမဟုတ်ဘူးကြည့်လေအာယုန်အနေနဲ့တော့မြတ်စွာဘုရားက၄မျိုးပေးထားတယ်ကာယ ानु ပတနာကာယတဲ့ဝေဒနာ ानु ပတနာဝေဒနာတဲ့စိတ် ानु ပတနာကစိတ်ဓမ္မ ानु ပတနာဉာဏ်နဲ့သဘာဝတရားတွေအဲ့ဒီကမ္မထအာယုန်ဖြစ်တဲ့ကာယဝေဒနာစိတ်ဓမ္မတို့အပေါ်မှာတတိကိုလေ့ကျင့်ရမယ်ဝိရိယကိုလေ့ကျင့်ရမယ်ပညာကိုလေ့ကျင့်ရသမာဓိကိုလေ့ကျင့်ရဒီအာယုန်တွေနဲ့ပဲစိတ်ကိုလေ့ကျင့်မိမိနဲ့သင်လျော်တဲ့ကပ္ပထာအာယုန်တစ်ခုပေါ်မှာအလုပ်လုပ်တဲ့အခါဘာနဲ့လုပ်ရမလဲလို့ဆိုရင်မဟာတတိပဌာန်သုတ်မှာဟောထားတဲ့အတိုင်းကာယေကာယ ानु ပတ္တိဝိဟရတိနေထိုင်ပြီဆိုလို့ရှိရင်မိမိတဏ္ဍာမှာရှိတဲ့ကာယပေါ်မှာကာယလို့ရှုမြင်သုံးသပ်နေတာဟာဒါတမ္မာဒိဋ္ဌိဖြစ်နေတာကိုပြောတာရှုမြင်သုံးသပ်နေတဲ့အချိန်မှာတမာတိစွမ်းအားတွေလည်းပါနေတယ်ကာယရဲ့သဘာဝကိုဆင်ញင်းနေတဲ့အခါမှာတမ္မာသင်္ကပ္ပဆိုတဲ့မှန်မှန်ကန်ကန်တွေ့တော်မှုလည်းပါနေတယ်အဲ့ဒီမှာမြတ်စွာဘုရားကတီးခြားထုတ်ပြီးတော့လိုအပ်တဲ့အင်္ဂါရပ်တွေကိုထည့်ဟောတာကြတော့ပါတော့အာတာပိတမ္ပဇာနောတတိမာလို့အာတာပိဆိုတဲ့စကားလုံးကလုံလဝိရိယကိုပြောတာလုံလဝိရိယရှိရမယ်ဆိုတော့တမ္မာဝါယာမကိုရည်ညွှန်းတယ်တမ္ပဇာနောဆိုတာတမ္မာဒိဋ္ဌိကိုရည်ညွှန်းတယ်တတိမာဆိုတာတမ္မာတတိကိုရည်ညွှန်းတယ်ကပ္ပထာအထုတ်ပြီဆိုလို့ရှိရင်ဒီသဘာဝတရားတွေမပါဘဲနဲ့အထုတ်လို့မရဘူးဒါကြောင့်မို့ကာယေကာယ ानु ပတ္တိဝေရတိအာတာပိတမ္ပဇာနောတတိမာဆိုတဲ့ကပ္ပထာအထုတ်တဲ့အခါမှာကိုယ်တဏ္ဍာမှာရှိရမယ့်အရေးချင်းတွေကိုမြတ်စွာဘုရားကာယကိုရှုမှတ်တဲ့အခါမှာအာတာပိပျော့ပျော့ညံ့ညံ့မလုပ်ရဘူးစိတ်အားတွေတင်းပြီးတော့ကြိုးစားရမယ်လို့ဒီလိုဆိုလို့တင်းတင်းရင်ရင်အထုတ်ဖို့အိတ်ကောင်းစားကောင်းလေးတွေမလုပ်နဲ့လို့ပြောတာနော်အာတာပိဆိုတာကိလေသာတွေကိုအပူတိုက်ပြီးတော့မဖြစ်ရအောင်အန်ကျိတ်ပြီးကိလေသာတွေအဖြစ်မခံနဲ့ကြီးမားတဲ့လုံလဝိရိယရှိရမယ်အဲ့ဒီလိုလုံလအထုတ်တဲ့အခါမှာလိုအပ်တာကဘာလဲလို့ဆိုရင်ဝိရိယတမ္ပဇာနာပညာကျိုးပန်းအထုတ်ပြီးလို့ဆိုတဲ့အခါမှာစင်ကြင်တုံတရားရှိဖို့လိုသေးတယ်အရန်အထုတ်လို့ရှင်လဲရနိုင်တာမဟုတ်ဘူးဒါကြောင့်မို့လို့စင်ကြင်တုံတရားတမ္ပဇာနာကိုယ့်အခြေအနေကိုပြန်လီသုံးသပ်ပြီးသိတတ်တဲ့တမ္ပဇဉ္ညာဆိုတဲ့ပညာလည်းရှိရအောင်မယ်တတိမှာကာယနဲ့စိတ်ကိုအမြဲတမ်းစုံစည်းပေးထားတဲ့တတိတရားလည်းရှိရမယ်တဲ့တိုက်ရိုက်ဖွင့်ထုတ်ပြီးတော့ဟောတဲ့တရားဝိရိယရဲ့ပညာရဲ့တတိရဲ့အဲ့ဒီသုံးခုကိုမြတ်စွာဘုရားကဘိုင်နှိမ့်နဲ့ပေါ့အမည်နာမနဲ့ထုတ်ဖော်ဟောပြီးတော့ကာယ ानु ပတ္တိဆိုတဲ့ထဲမှာကြတော့တမ္မာသင်္ကပ္ပတို့တမ္မာတတိတို့ဒီတိုင်းထည့်ထားလိုက်တာနော်အဲ့တော့တတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတဲ့နေရာမှာတတိတစ်ခုတည်းမဟုတ်ဘူးတတိဖြစ်မှပညာကဖြစ်တာမို့တတိကိုဥတီချက်ထားပြီးတော့လုပ်တာအဲ့တတိဖြစ်အောင်ဝိရိယမဆိုင်ရင်လည်းမဖြစ်ဘူးဒါကြောင့်မို့ဝိရိယစိုက်ဖို့လို့တတိအမြဲတမ်းအာယုန်နဲ့စိတ်နဲ့ကပ်နေဖို့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီအာယုန်လေးမျိုးပေါ်မှာစိတ်ကိုအခြေပြုပြီးတော့ခုနကအနှောင်ဖွဲ့တွေမှန်သမျှကိုဖြုတ်ပယ်ပြရမယ်တဲ့အနှောင်ဖွဲ့တွေကကျွတ်လွတ်တဲ့နီးစနစ်ဒီတစ်ခုပဲဒါကြောင့်မို့မြတ်စွာဘုရားကဧကာယနောအယံဘိက္ခွေမေခောဆိုပြီးတော့ဟောခဲ့တာဒီလမ်းကြောင်းကပဲသွား
စိတ်ရဲ့အနှောင်ဖွဲ့တွေကိုဖြည့်ရှင်းပြစ်ချင်တယ်ဖြတ်တောက်ပြစ်ချင်တယ်ဆိုလို့ရှိရင်တတိပဌာန်တရား၄ပါးမှာတတိကိုစိုက်လောဘဝိရိယတို့စင်ကြယ်တုံတရားတို့တမာတိစွမ်းအားတို့ဒါတွေနဲ့ကြိုးစားမှသာလေဒီအနှောင်ဖွဲ့တွေကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကစေတသောဝိနိဗ္ဗာန်တုတ်အင်္ဂုတ္တပါဠိတော်မှာတိုက်ရိုက်ဟောထားတာရှိတယ်တနေ့တုန်းကစကိုင်းခဏရောက်တဲ့အချိန်မှာနိုင်ငံသားတယောက်ရောက်လာတယ်နိုင်ငံသားတယောက်ရောက်လာတာသူကထိုင်ဝမ်ကလာတဲ့တရုတ်တယောက်ပဲတရားထုတ်ချင်တယ်လာပြီးတော့မေးတာသူကစူးစမ်းလာတယ်ဗမာပြည်မှာတရားရိပ်တာတွေအကြောင်းစူးစမ်းလာဘယ်တရားကသူ့အတွက်တင့်တော်မလဲလို့မေးတာဘယ်တရားကတင့်တော်တယ်ဆိုတာငါကဘယ်လိုလုပ်ပြောရမလဲလို့မင်းလျှောက်ပြီးတော့မြည်ကြည့်ပေါ့ကွာလို့ဘာဖြစ်လို့လဲဆိုတော့ကပ္ပဋ္ဌာန်းအယုံဆိုတာတယောက်နဲ့တယောက်မတူဘူးလေအကြိုက်ချင်းမတူတရားဓမ္မတွေဟာမှန်ကန်တဲ့နည်းနဲ့ပြတာအကြည့်ပဲဆရာတော်ကြီးတွေဟောကြားသွားတာဟာစာရဲပေတဲ့ကအတိုင်းပဲဟောတာအဲ့ဒီစာရဲပေတဲ့ကအတိုင်းစနစ်တကျလုပ်ဖို့တော့လိုတာပေါ့ဇွဲရှိရှိလုပ်ဖို့တော့လိုတာပေါ့အဲ့ဒီမှာတရားအထုတ်ပုံတရားအထုတ်နည်းတွေပါဠိစာပေမှာအထင်ရှားရှိပါတယ်မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့မဟာတတိပဋ္ဌာန်သုတ်တို့အပ္ပန္နကသုတ်တို့ထို့သုတ်တန်တွေမှာမြတ်စွာဘုရားကဘယ်လိုရှုရတယ်ဘယ်လိုမှတ်ရတယ်အသေးစိတ်ဟောထားတာအဲ့ဒီအသေးစိတ်ဟောထားတာတွေကိုခြုံငုံသုံးသပ်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုတစုတည်းလိုက်နာကျင့်သုံးဖို့အတွက်တမာတိသီလအခန်းတမာတိအခန်းပညာအခန်းဆိုတဲ့အဓိကအခန်းကြီးတွေနဲ့သီလတမာတိပညာချက်ဖွင့်ပြီးတော့ရေးထားတဲ့ဝိတ္တုဒ္ဓိမက္ခဆိုတဲ့ကျမ်းကြီးရှိနေတာပဲဘယ်တရားရိပ်တာကဟောဒီဝိတ္တုဒ္ဓိမက္ခမှာပါတာပဲဒီဝိတ္တုဒ္ဓိမက္ခထဲကနေပြီးတော့မိမိတို့ကြိုက်တဲ့ရာကိုယူပြီးတော့ဥတည်ချက်ထားပြီးတော့ဟောပြောနေကြတာပဲဒီထဲကနေပြီးထွက်ပြီးတော့တခြားနည်းဟောတာမဟုတ်ဘူးလို့အဲ့တော့ပြောတော့သူကမြတ်စွာဘုရားကိုယ်တိုင်တရားအထုတ်တဲ့နည်းစနစ်တွေကိုပေးထားတာရှိတာပေါ့လို့မဟာသတိပဋ္ဌာန်သုတ်ဟာဒါတကယ်ဘယ်လိုကျင့်ရမလဲဆိုတာပေးထားပြီးသားပဲလို့တတိတံပဇေညအခန်းမှာဆိုလို့ရှိရင်တတိနဲ့ပညာကိုဘယ်လိုလေ့ကျင့်မွေးမြူရမလဲဆိုတာမြတ်စွာဘုရားတံပဇေညပပမှာဟောထားတာခုနှစ်ဌာနမှာလေ့ကျင့်ပါလို့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တာအကြည့်အရှုနဲ့ပတ်သက်တာအဝတ်အစားပြင်ဆင်ဝတ်ထားနဲ့ပတ်သက်တာလက်ကွေးလက်ဆန့်ခြေကွေးခြေဆန့်နဲ့ပတ်သက်တာစားရတောက်တာနဲ့ပတ်သက်တာတွိုင်းလက်ဝင်တာနဲ့ပတ်သက်တာနောက်တော့စကားပြောတာတိတ်တိတ်နေတာနဲ့ပတ်သက်တာဆိုခုနှစ်ဌာနဘယ်တရားမှတတိမလွတ်စေနဲ့ဘယ်နေရာမှဆင်ခြင်တုံတရားမလွတ်စေနဲ့ဒါကဘာလို့တာတော့ဆိုတတိတံစင်ညာကိုလေ့ကျင့်ပေးတာသူကမေးတယ်ရှင်ဘုရားတဲ့မြင်တယ်လို့မှတ်ရတယ်သွားရင်သွားတယ်လို့မှတ်ရတယ်အဲ့ဒီဟာအမှန်ပဲလားတဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ကမဟာသတိပဋ္ဌာန်သုတ်မှာဟောထားတာရှိတာပဲလို့ကိစ္ဆန္တောဝါကိစ္ဆာမိတိပသနာတိသွားနေတယ်လို့သိရမယ်ဆိုတာမြတ်စွာဘုရားဟောထားတာရှိတာပေါ့လို့ဒါကတော့တတိကိုလေ့ကျင့်ပေးတာပဲပညာနဲ့တတိကိုလေ့ကျင့်ပေးဒီပညာတို့တတိတို့ကအားပြော့နေသေးရင်တရားတို့တရားမြတ်ရဖို့ဆိုတာပဲရှိမလဲဒါတွေကိုရင့်တန်လာအောင်အင်အားရှိလာအောင်အာယုံပေါ်မှာလေ့ကျင့်ပေးတာဒါတရားအထုတ်တယ်လို့ပြောတာနောက်တော့သူသဘောကျပြီးတော့ရိတ်တာတစ်ခုသွားပြီးတရားအထုတ်ဖို့စိတ်ဆုံးဖြတ်ပြီးပြန်သွားလေအခုဘယ်ရောက်နေတယ်တော့မသိဘူးအဲ့ဒါလို့မြတ်စွာဘုရားသခင်ကိုရောမြတ်တိတိကျကျတရားအထုတ်ပုံအထုတ်နည်းတွေဟ
ပါဠိတော်တွေမှာလည်းတိုက်ရိုက်ပြထားတာရှိတယ်အပ္ပနကတုတ်မှာဆိုရင်ခုနကပြောခဲ့တဲ့အတိုင်းနေ့အခါမှာတဲ့ဇဉ္ဉံသွားလိုက်ထိုင်လိုက်ဇဉ္ဉံသွားရင်ထိုင်ခြင်းဖြင့်မိမိစိတ်ကိုနှောင်ဖွဲ့ထားရတဲ့និဝရဏတရားတွေကတန်ရှင်းအောင်တုတ်တင်ရမယ်။တန်ရှင်းအောင်တုတ်တင်ရမယ်ဆိုတာဘာပြောတာတော့လူချင်းစရာအာယုန်တွေနဲ့တွေ့ရင်လူချင်းမှုလို့ဆိုတဲ့ကာမိဆန္ဒမဖြစ်အောင်ထိမ့်သိမ်းရ။သူကသူဖြစ်လာတာမဟုတ်ဘူးလူကနှလုံးသွင်းလို့ဖြစ်တာ။တင့်တယ်တဲ့နှစ်သက်စရာအာယုန်တစ်ခုကိုတွေးလို့ရှိရင်နှစ်သက်စရာကောင်းလိုက်တာဆိုတဲ့အတွေးလာမှကာမိဆန္ဒလာတာလေအဲ့ဒါမတွေးနဲ့ပေါ့မုန်းတိစရာအာယုန်နဲ့တွေးလို့ရှိရင်လည်းပဲမုန်းစရာကောင်းလိုက်တာလို့တွေးလိုက်တဲ့အခါမှာဗျာပါဒဆိုတာလာတာပဲအဲ့တော့ဒီအတွေးတွေမတွေးပဲနဲ့သဘာဝတရားစစ်စစ်ကိုသာတွေးတော့ဆင်ခြင်ပြီးတော့និဝရဏတရားတွေကိုတန်ရှင်းအောင်ကမ္မထာအာယုန်တစ်ခုနဲ့စိတ်ကိုလေ့ကျင့်ညရောက်လာလို့ရှိရင်ပထမယံအချိန်ပြည့်ဇဉ္ဉံသွားလိုက်ထိုင်လိုက်တရားအထုတ်အောင်တချို့လည်းကြံကြံပေးတာတွေရှိသေးတယ်အကြံကြံပေးတာဘာတော့ဆိုလို့ရှိရင်ထိုင်ပြီးအထုတ်လို့ရှိရင်မထနဲ့နော်ဣရိယာပုဂ္ဂိုလ်မပြောင်းနဲ့ဣရိယာပုဂ္ဂိုလ်ပြောင်းလို့ရှိရင်တမာရီပြတ်တယ်လို့ဒီလိုပြောကြတာလည်းရှိတယ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီဆိုရင်တော့ကြာကြာထိုင်နေကောင်းလေမှန်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါကျတော့အဲ့ဒါလို့မဟုတ်ဘူးဝိပဿနာဆိုတာစိတ်ထဲမှာဖြစ်လာတဲ့ပေါ်လာတဲ့ယုံနာဓမ္မအာယုန်တွေကိုမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်ပြီးရှုမြင်နေဖို့ဒါအလိုအရေးကြီးတယ်ဒါမို့မြတ်စွာဘုရားအပ္ပနကတုတ်မှာစင်ကမေနနိသစ္စာယအာဝရဏီယေဟိဓမ္မေဟိစိတ်တံပရိသောရေတိလို့စင်ကမေနနိသစ္စာယလို့ဆိုတာဣရိယာပုနှစ်ခုပေးထားတယ်မြတ်စွာဘုရားခန္ဓာကိုယ်အနေထားခန္ဓာရည်ရှိအောင်ဈဉ္ဉံသွားတဲ့အခါသွားထိုင်တဲ့အခါထိုင်စိတ်ကလေးကသာတတိမလွတ်ဖို့ရအရေးကြီးတယ်ဣရိယာပုဖြစ်တာနဲ့ပြက်ပြားသွားနိုင်တယ်ဆိုတာတော့လုံးဝကြီးမှန်ကန်ဖို့ဆိုမဖြစ်ဘူးပေါ့ပြက်တဲ့လူကတော့တတိလက်လွတ်ဖြစ်သွားရင်တော့ပြက်မှာပေါ့တတိမလွတ်အောင်ဣရိယာပုကိုပြောင်းတဲ့နည်းနဲ့ပြောင်းအောင်မှာပေါ့အဲ့ဒါလို့ပြောင်းပြီးတော့စင်စစ်မပြတ်ကြိုးစားအထုတ်လို့တရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်ရှိတာအဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရားဓုတရားမြတ်ရခြင်းလို့လမ်းမှန်မှန်အထုတ်နေဖို့လိုတယ်ရခြင်းတိုင်ရလာမှာပဲငါအထုတ်နေတာကြာလာပြီခုချိန်ထိမရသေးဘူးလို့သွားပြီးမတွေးလိမ့်နဲ့သာတပေတရှင်မတိဝမထေကြီးဆိုလို့ရှိရင်အနှစ်30အထုတ်ရတယ်တစ်ပေါင်း30ကြာမှရဟန္တာဖြစ်တာအဲ့တော့10စခန်းလေးနဲ့တော့မကျင်တတ်နဲ့ပေါ့နော်10နှစ်စခန်းဝင်မှုတော့လိုလိမ့်မယ်ထင်တယ်မရမချင်းကြိုးစားအထုတ်တယ်လို့ဆိုလိုတာပဲနော်တဦးနဲ့တဦးအရေးချင်းချင်းကမတူဘူးလေအဲ့တော့မတူတာကိုလိုက်ပြီးတော့မတူလေနဲ့ပေါ့ကိုယ်အရေးချင်းနဲ့ကိုယ်စိတ်အနေထားကိုယ့်ဘာကိုယ်အသိဆုံးပဲအဲ့တော့ကိုယ်အနေနဲ့စီလျော်တဲ့ကမ္မဋ္ဌာန်းတစ်ခုကိုယူလို့အချိန်မှန်မှန်ကြိုးစားအထုတ်သွားလို့ရှိရင်လေနောက်ဆုံးကြတော့ပွန်းပြက်ကလေးတော့ပြတ်သွားမှာပါနော်ပွန်းလာလို့ရှိရင်တော့ပြတ်မှာပဲနော်ဘာမှအားလျှော့စရာစိတ်အားပြတ်စရာမရှိပါဘူးရှင်စုလပန်အလောင်းဟာဘယင်ဖြစ်တဲ့အချိန်တုန်းကဖြူဖွေးတဲ့မျက်နှာသက်ဘွားလေးနဲ့လက်ကင်ဘွားလေးနဲ့မျက်နှာကိုတုပ်ပြီးမဲသွားတာကိုမြင်တဲ့အခါမှာတန်ဝေကစိတ်လေးဖြစ်မိတယ်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့အမတန်ဖြူတဲ့ပေါ်ဝါလေးဟာမဲသွားတယ်ဆိုတန်ဝေကစိတ်လေးအဲ့ဒီတန်ဝေကစိတ်ကလေးကသူ့ကိုအကျိုးပြုလိုက်တာ
ယဟန်ဝတ်လက်တဲ့အချိန်မှာညံလေးသွားပြီးတော့အကုသိုလ်ရဲ့အနှောက်အယှက်ကြောင့်ဂါထာလေးတစ်ပုဒ်ကို၄လတောင်မှမမှတ်မိနိုင်ဘူးတဲ့သင်တာနောက်ဆုံးမှာအဲ့ဒီတော့ကပဝါလေးနှစ်ဖူးတုပ်ပြီးတော့တန်ဝေကရခဲ့တာလေးကိုမြတ်စွာဘုရားကအတိတ်ဘဝကိုသူ့ရဲ့အတိတ်ဘဝဇာတ်ကြောင်းကိုကြည့်ပြီးတော့အမတန်ဖြူစွတ်တဲ့ပဝါလေးတစ်ခုကိုဖန်ဆင်းပြီးတော့သူ့လက်ထဲပေးခဲ့တာပဲလေဒါအတိတ်ကအကြောင်းတရားနဲ့ဆက်ဆက်ပြီးတော့ပေးတာဒါကြောင့်မို့လို့လုံနေဖို့ဟာအမတန်မှအရေးကြီးတယ်ပေါ့ဒီကုသိုလ်လေးကိုအသေးဖွဲလေးလို့မအောင်မေ့လေနဲ့စိတ်ထဲကဆင်ញင်စဉ်းစားမှုလေးတွေကိုအသေးဖွဲလို့မအောင်မေ့လေနဲ့နော်မြတ်စွာဘုရားကအဘိနပစ္စဝကနာတုတ်မှာဆိုလို့ရှိရင်အိုတဲ့လူကိုတွေ့ရင်ငါလည်းအိုရအောင်မှလို့နှလုံးသွင်းရမယ်နာတဲ့လူကိုတွေ့ရင်ငါလည်းနာရအောင်မှပဲသေတဲ့လူကိုတွေ့ရင်ငါလည်းသေရအောင်မှပဲတနေ့ကျတော့မိမိနှစ်သက်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေမိမိနှစ်သက်မြတ်နိုးတဲ့အသုံးဆောင်တွေနဲ့ခွဲသွားအောင်မယ်ဆိုတာလည်းတွေးရမယ်လေဒီလိုတွေးတောဆင်ခြင်ပေးတာဟာအနုပဒနာပဲအင်္ဂလိပ်လိုကြတော့ contemplation လို့ခေါ်တာအဲ့တော့ contemplation ဆိုတာအမှန်တမ်းအရေးကြီးတယ်စဉ်းစားဆင်ခြင်တွေးခေါ်မှုလွန်ရေးကြီးတယ်ထိုင်ပြီးတမာတိရအောင်ကြိုးစားနေတာကဒါက concentration နဲ့ contemplation ဟာတစ်ခုစလုံးလိုအပ်တော်လည်းပဲ contemplation ကပို့ပြီးတော့အရေးကြီးတယ်လို့ဘာလို့လဲဆိုတော့ contemplation ကအသိဉာဏ်ပါတယ်အသိဉာဏ်မပါဘဲနဲ့အာယုလေးတစ်ခုပေါ်မှာစိတ်ကလေးငြိမ်ယုံလေးကြိုးစားလိုက်တမာတိလေးရာဂရှိသေးပြီးသွားပြန်ပြီတမာတိလေးရာဂပြီးသွားပြန်ပြီဒီလိုပဲပြီးနေမှာပဲเนาะဘာနဲ့ဥပမာတူတုံးဆိုလို့ရှင်ရှေးတုန်းကမီးကလေးရဖို့ရအတွက်အသားနှစ်ဒုတ်ချောင်းနှစ်ခုပို့ရအဲ့တော့ပို့တဲ့အခါမှာမောပန်းမီးမထွက်မချင်းရက်လို့မရဘူးရက်လိုက်ရင်ပြန်အေးသွားမှာပဲလေပူးလာမှမီးကထွက်မှာကိုအဲ့တော့ပူကန်နီးလေးပုတ်လေးပူလေးပုတ်လေးလုံးမှမီးရမှာပေါ့အဲ့ဒါကြောင့်မလို့ရှေးဆရာတော်ကြီးတွေကပြောတယ်မိဖို့ယောက်ျားပမာလားတို့ဆိုတာအဲ့ဒါပြောတာမိဖို့ယောက်ျားချပထားနဲ့ကြိုးစားအထုတ်ကြိုးစားအထုတ်ဆိုတဲ့နေရာမှာအရေးကြီးဆုံးကကိုယ်ကာယအနေထားကာယိကဝိရိယကကာယိကဝိရိယတဲ့စေတသိကဝိရိယကပို့အရေးကြီးတယ်ပေါ့စိတ်ကအာယုန်တစ်ခုပေါ်မှာလွတ်ကပ္ပထာအာယုန်တစ်ခုကနေပြောင်းမသွားအောင်ကြိုးစားအထုတ်ဖို့အရေးကြီးတယ်တပ္ပထာကျင့်စဉ်ကျင့်တဲ့အခါမှာတော့ concentration ဆိုတာအရေးကြီးတယ်ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီဆိုရင် contemplation ကအရေးကြီးတယ်ပေါ့အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားမှုဒီစွမ်းအားတွေဟာပြည့်လာပြီဆိုလို့ရှိရင်ကိလေသာတွေကိုဖယ်ရှားနိုင်တဲ့အနေအထားတစ်ခုရနိုင်တယ်ဒါကြောင့်မို့စေတသောဝိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားစိတ်ရဲ့အနှောင်ဖွဲ့တွေကိုဖယ်ရှားပြစ်ချင်လို့ရှိရင်မလုပ်ရမလဲတတိပဋ္ဌာန်တရားပွားများအထုတ်ပါတဲ့အဲ့ဒီတတိပဋ္ဌာန်တရားပွားများအထုတ်ခြင်းဖြင့်အခုပြောခဲ့တဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုမိမိကိုယ်ကာယပေါ်မှာတွေ့တာမှုမိမိရဲ့ပတ်ဝန်းကျင်ပေါ်မှာတွေ့တာမှုဝဝစာဝဝအိတ်ဆိုတဲ့အပေါ်မှာတွေ့တာမှုနော်နောက်ဘဝမှာချမ်းသာတဲ့ဘုံဘဝမှာဖြစ်ချင်တယ်ဆိုတဲ့တွေ့တာမှုဒီတွေ့တာမှုတွေဟာစိတ်ရဲ့အနှောင်ဖွဲ့များတာဖြစ်တယ်အဲ့ဒီအနှောင်ဖွဲ့တွေမရှိရလေအောင်တတိပဋ္ဌာန်တရားကြိုးစားပွားများအထောက်ကြရမယ်လို့မြတ်စွာဘုရားအဲ့ဒီသုတ်တံမှာနှီးပေးထားတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိရဲ့စိတ်ကိုနှောင်ဖွဲ့ထားတတ်တဲ့တဏှာရာဂဆိုတဲ့အနှောင်ဖွဲ့ကြီးကနေလွတ်မြောက်အောင်တတိပဋ္ဌာန်တရားမဂ္ဂင်၈ပါးအကျင့်တရားတို့ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်ထိုအနှောင်ဖွဲ့တွေကလွတ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း